Yami Punya Nibbana Pisayo Hotu Pandi Shimya Paya Midaviyo Idan Punya Ini Yaku Yulu Atoyado Kudukan Siranadi Nibbanata Dukha Kate Chomyi Yaman Nibban Pisayo Yao Ya Yao Jiao Thao Bang Gong Di Hotu Sanzimatri Pyapazi Dadi Taya Wana Long Biao Yang Otoro Gong Do Tumi Dindiyana Pita Pong Toro Gong Do Di Ariya Kanani Ariya Shinu Di Tanan Levi Gavin Chimyan Nuwa Gong Do When you with that any Vyasa Gong Do Toro Gong Do Kawi Hui Chimuwa Gong Do Abaramadani Diti Tana Mana Uswado Tantara Neche Papinsa Daya Tumbaruga Ngamadila Hui Tonda Sunanya Ma Gong Do Puzitani Tanari Udo Chum Pimale Lubi Gong Do Dukha Tawadani Gani Logi Chanda Logodara Chanda Miu Miu Puado Zeta Gong Do Tamari Tawadani Gani Uza Tamari Apana Tamari Uswado Tamari Dayana Pagole Kongso Matui Pipua Zeta Gong Di Imani Dilani Taranagong Tonso Nedawa Yanganga Dan Bisono Idila Romyatugo Tama Komozo Kanedwa Kuzi Didi Kan you Sabiya Gong Bidi Piwi Abamarina Mami Malayo Maboma Samye Miana Tadidaya Pian Tambarita Maju Maba Mabiao Majaya Ao Longyongzwa Sonte Nanya Vasigo 3 သာသနာတော်နဲ့1555ကောဇာတက္ကရာ1383ခုနှစ်ပြာသူလပြည့်ကျော်6ရက်နေ့ဇန်နဝါရီလ14ရက်2012စနေနေ့ညချမ်းချင်းခါဝဲတာဝန်မြို့နယ်ကြောင်မြောင်ရှိရက်ကွက်မြို့တဲ့တလန်မိသားစု၏တတ္တမအချိန်ဓမ္မပူဇာတပင်ဖြစ်ပါတယ်ဒီဓမ္မပူဇာတပင်တို့တရားတော်နဲ့ကြွတော်မလို့ရအကုန်သောဆရာတော်တန်တော်များနဲ့တော့တရားနာပိသအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာစွာဖြင့်အမတဒါနမြိတ်နိဗ္ဗာန်ပေးလူတဲ့အလူကြီးကိုခံယူရရှိနိုင်ကြကုန်သည်ဖြစ်ပြီးဇာတိတရဗျာတိမရဏဒုက္ခခတ်သိမ်းကင်းခြင်းရမှမျက်နှိပ်ပံကိုအာယုံပြုနိုင်ကြသောသူတော်ကောင်းများအဖြစ်နိုင်ယူနိုင်ကြပါစေလို့မေတ္တာအရိဒစကားပြောကြ၍ဒီနေ့ဓမ္မစီတို့ဟောတဲ့တရားအစဉ်တိုင်းမိဋ္ဌိလာအများအမြင်တော့မိဋ္ဌိလာပေါ့ပါဠိကတော့မိဋ္ဌိလာယံလို့ဆိုရတယ်အဲ့ဒီမိဋ္ဌိလာမှာမဂဒေဝမင်းကြီးရဲ့အကြောင်းအရာကိုမနေ့ကဟောခဲ့ပါပြီအဲ့ဒီမဂဒေဝမင်းကြီးရဲ့အကြောင်းအရာကိုရာဇဝင်ကောင်းကိုမပြောင်းမိပါစေနဲ့လို့တောထွက်တာရှင်ဘုရင်ဘဝရောက်ပြီးတော့တောထွက်ခဲ့တဲ့အစဉ်အလာကိုအဲ့လိုတွေပြောတာပါတမင်ရမဟုတ်ပါဘူးစရိမဂဒေဝကိုပဲဒီဇတ်တော်နဲ့ဇာတကထကရာတို့မေဇိမပါဏတပါဠိတော်တွေကိုကြည့်ရှု၍ဆရာတော်ဘုရားကြီးမဂဒေဝဆိုလင်္ကာကိုရေးတဲ့မှန်နေဆရာတော်ဘုရားကြီးကဘာလုပ်ခဲ့လဲကြပြတပုတ်ရေးထုတ်ခဲ့ဟုတ်ပြီလားဘာကြပြတဲ့မဂဒေဝလင်္ကာအဲ့ဒီမိဋ္ဌိလာပြည်ကဓာတုဝိပဿဘာဇနိယလည်းခေါ်တဲ့ဓာတ်တော်တွေကိုဝေဖန်တဲ့အခါတုန်းကလည်းဥမာပါဠိဗုဒ္ဓပုရမိကာရဏံကာယဘာနနံစံပါယုဒကတတိယဩနာလောမေသကောတလေဓာတ်တော်တွေကိုဝေဖန်တဲ့အခါတုန်းကလည်းအဲ့ဒီမိဋ္ဌိလာပါခဲ့တယ်ဒါဒီမှလိုက်မဟာဇနကဇတ်တော်ဝိသကာရဲ့ဒကမာကြီးအဲ့လိုလေရုဇာမင်းသမီးဇတ်တော်တွေထဲမှာလည်းသူနည်းနည်းလေးတော်တော်များများလေးပါနော်မိဋ္ဌိလာအဲ့လိုမှလိုက်ကာသဝံဗျမလောကိသဝဒနံတတိတိတိပုရိနိသိတနာအဝန္တေတုရတိအဋ္ဌရဏံတရာတတ်တော်လေးဝေဖန်တဲ့အခါတော့ခုနကတော့ပါဠိပုတ်ပြီးမှာတော့ကပန်းကျုပ်မြတ်စွာဘုရားရှင်ကပန်းကျုပ်ကိုတတ်တော်တည်တယ်စံပါတိုင်းမှာတော့ဥရကတာရိယယေသနုတော်ကိုသော၎င်းဟုတ်ပြီလားဩနံလုံးမစကောတလေကောတလတိုင်းမှာတော့ဩနလုံးမွေးရှင်တော်ကို
ဒီဒေတာဓာတ်တော်တွေဝိပဿနာဟုတ်ပြီနော်ကာသံဗြဟ္မာလောကိဗြဟ္မာပြည်မှာတော့ဘုရားရှင်ဟောခဲ့တဲ့သင်္ကန်းတော်ဟုတ်ပြီအဲ့လို့ဆိုတော့အရဏိသမိတိလံယံဝိတေဟိပရိသဝနံအဲ့ဒီမိတိဝိရိယတန်းရဲ့မိတိလာမြို့မှာဘုရားရှင်ရေစက်တော်ဝါတိတုစီကရဏစအိန္ဒပတ္တနာပုရိရရာဘုရားရှင်သုံးတယ်ဘုရားရှင်ပိတ်ကေရှိပါပြန်ပါတာလေသင်္ကန်းသုံးရတပိယပဲကိုရေစက်ခမနေဒီပဲကိုရေစက်ရေအဲ့ရေဟုတ်တယ်အချီဝါတိပဲကိုဒီ၎င်းသုစီကရဏစအချီဒီ၎င်းအိန္ဒပရဏပုရိအိန္ဒပရဏကိုပြည်၌အိန္ဒပရဏကိုပြည်မှာအဲ့ဒီဇာတ်ကမဟောရသေးဘူးဟောမယ်ငငယ်လေးကအမတ်ပါဠိလိုပဲအမေတော်တန်လာကပြီးခဲ့တယ်ဝတ္တကုံမာရနဲ့ဘလကုံမာရဆိုညီကိုနှစ်အဲ့ဒါလေးအိန္ဒပရဏဘောမဟောရသေးဘူးနော်မနိသန္တာမြန်မာတွေသိတယ်မနိသန္တာမတူဘူးအဲ့ဒါမနိသန္တာဆိုတဲ့ကောင်မလေးကသိချောတယ်အိန္ဒပရဏကိုပြည်ကမင်းသားလေးဝတ္တကုံမာရအဲ့ဒါဇတ်တော်ထဲမှာတော့သိမတွေ့ဘူးအိန္ဒိယရှစ်ဇတ်တော်ထဲလည်းမတွေ့တော့ထေရဝါဒကျမ်းဂန်တွေထဲမှာတချို့ရတယ်မပါဘူးအဲ့တော့ထေရဝါဒကျမ်းဂန်တချို့ရမပါတာဖြစ်ရင်ဟောရင်ထေရဝါဒအပြင်ကအရာတွေကိုပြောတယ်လို့ဒီလိုပြောစရာဖြစ်မှာဆိုမဟောမဆိုဥမာထေရဝါဒကျမ်းဂန်ထဲမှာထေရဝါဒ9နိုင်ငံရဲ့ပေကတ်ထဲမှာ5 countries ရှိပါတယ်မြန်မာထိုင်း Sri Lanka Cambodia Laos ဆိုအဲ့ဒီနိုင်ငံကမ္ဘာမှာဗုဒ္ဓဘာသာ2မျိုးရှိတယ်စကူ2မျိုးပေါ့ထေရဝါဒလို့သုံးတယ်မာယာနလို့သုံးတယ်မူလဗုဒ္ဓဘာသာမူလစက်တင်တည်ရှိရအရင်ကတောင်ဘက်ကိုဖြာထွက်လို့တောင်ပိုင်းဗုဒ္ဓဘာသာလို့သုံးမယ်မြောက်ဘက်ကိုဖြာလို့မြောက်ပိုင်း Southern Buddhism Northern Buddhism နှစ်ခုတောင်ပိုင်းဗုဒ္ဓဘာသာတောင်ဗုဒ္ဓအဲတောင်ပိုင်းဗုဒ္ဓဘာသာကိုထေရဝါဒလို့သုံးမယ်မြောက်ပိုင်းဗုဒ္ဓဘာသာကိုမာယာနလို့ဆိုတော့ Southern Buddhism ထေရဝါဒ Northern Buddhism မာယာနအဲ့ဒီထေရဝါဒဗုဒ္ဓဘာသာကပါဠိစာပေကိုဦးစားပေးပြီးတော့ပါဠိတော်ကိုဦးစားပေးတာဖြစ်ချင်သူ့ကိုပါဠိဗုဒ္ဓဇင်လို့သုံးတယ်မာယာနစာပေကတော့မာယာနတွေကတော့မစောကောသလလို့ခေါ်မယ်ပါဠိစကားမာယာနတွေဆိုရင်ကောက်ရှာလာလို့သုံးဗုဒ္ဓံတရဏံကိစ္ဆာမိလို့သုံးမယ်ဗုဒ္ဓံစရဏံကချာမဒါလေးနဲ့ကွာသုံးတယ်နမောတတဘဂဝတောဗရတောတမတမုဒ္ဒတစနမောနမောတရှပ်ဘဂဝတောလို့သုံးတယ်နည်းနည်းလေးကွာဆိုတော့တက္ကရာစကားကိုဗရဏပါဠိစကားရဲ့တက္ကရာစကားမှာတက္ကရာစကားကစောတယ်တက္ကရာတိ mother language ဖြစ်တယ်ဆိုပြီးသူတို့တက္ကရာကို Sanskrit ကိုရှေ့တန်းတင်တာဖြစ်ရင်ဓမ္မဓမ္မကမ္မကာမနိဗ္ဗာန်နိဗ္ဗာန်လို့သုံးတယ်ဆိုတော့သုံးတာဖြစ်ရင် Sanskrit Buddhism လို့သုံးတယ်ဆိုရင်ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့သိစရာနှစ်ခုရှိတယ်ထေရဘာသာ Southern Buddhism Pali Buddhism စမာယနာ Northern Buddhism Sanskrit Buddhism ဆိုတော့အဲ့လိုရှိတာဖြစ်ချင်းကြောင့်တရုတ်နိုင်ငံမွန်ဂိုလီးယားအဲ့လိုနိုင်ငံတွေသူတို့တွေကမာယာနာကောင်းတာတွေရှိတယ်လို့ဆိုရတယ်ရှိပါတယ်ဆိုရကြောင့်မလို့အဲ့ဒီလိုမာယာနာစပေတွေကလလိတဝိထာရစတဲ့ဖြင့်သူတို့ကျမ်းနေရှိလိုက်တာဖြစ်ချင်းကြောင့်ပရစာယီရဲ့သားနှစ်ယောက်ထေရဝါဒပိဋကအလို့သိတယ်မာယာနာပိဋကလို့မသိဘူးဆိုနှစ်ခုပဲသိစေချင်တာမာယာနာတရားတွေထေရဝါဒတရားတွေကိုသွေးဖီပြီးပြီဓမေဇရီကထေရဝါဒတရားတွေကို against လုပ်ပြီးမာယာနာတရားတွေကို display လုပ်တာမဟုတ် show လုပ်တာမဟုတ်ပြတာမဟုတ် explain လုပ်တာမဟုတ်နှစ်ခုလုံးသိထားတဲ့တယ်လို့သူဆိုလိုလိုက်ပြင်စင်စရာလေးတွေထေရဝါဒဖြစ်မာယာနာဖြစ်ဖြစ်သိလိုက်တဲ့အချက်လက်များကိုသိရတယ်အဲ့ဒါဆိုရင်အခုလောလောဆယ်ဖတ်လိုက်ရင်မိတိလာမှာမိထိလာယံအရဏိဇံမိတိလာယံဝိရေတိုင်းကမောဒတာဇတ်တော်ကမိထိလာလိုက်ပိုက်တော့မှတ်နော်အဲ့ဒီနေရာတွေမှာဓာတ်တော်မတော်တွေများကြီးရေစက်တွေတရင်တော့ဘုန်းကြီးဖြစ်ခဲ့တယ်ရှိခဲ့တယ်နော်ဇတ်တော်ထဲမှာမိတိလာယံဆိုဇတ်တော်ထဲမှာအချိန်များစွာပါခဲ့တယ်ဘယ်တော့လဲဇတ်တော်ထဲမှာမိထိလာယံလို့ဇတ်တော်ထဲမှာတွေ့ခဲ့ပါတယ်ဟုတ်ပြီလားဒါလေးမှတ်လိုက်ဇတ်တော်ကမိထိလာမြို့တော့ပြောမှာကိုနော်မိထိလာမြို့ပုဏ္ဏပရံယရောမိမိထိပုဏ္ဏပရံယရောမိမိထိလာယံပုရုတမေနိမိနာမမရဇပန္နိတောကုတလတိကောတရမမပိဋဝနသတုတလံသဟောတော့ဆိုရင်နိမိဇတ်တော်မှာလဲ
မိထီလာပါတယ်ကွန်ပါတယ်လေနေမိဇတ်တော်မှာတေဇတုတ်နေမှာဘူစန္နာဝိဝေဆိုတော့ဇတ်တော်တွေထဲမှာမိထီလာမျိုးရှိအဲ့ဒီအပြင်ခုနကတော့ဝိသခာဒကမကြီးရလေအဲ့ဒီမိထီလာမှာသူလည်းဝိသခာရဲ့အကြောင်းနဲ့မှာမိထီလာလေးပါဖို့တယ်နော်အဲ့ဒီမိထီလာဒကမကြီးအကြောင်းအရာကိုတောင်းသောစုတွေပြည့်ပါပြီလို့တရားကောင်းတယ်ပြထားတယ်မယေသေးသူတို့စင်သောဗရိယာရိဣတံဤတရားကိုသတ္တဝရရှင်ကိုရမြတ်တိသာဝတိဥပနိတယသာဝတိမြေကိုအမိပြုပြီးမိဂါရမတုပတာရေဝိဟရတောမိဂါရတတိအယံဖြစ်သောဘောဘာယံကြောင့်နိုင်ဝိဟရတောတရင်သုံးတော်မူတဲ့ဝိသခာယမဟာဥပတိကယဝိသခာဓမ္မကြီးရဲ့လက်ဒီအထဝရိ၈ပါးသောဆိုတော်ကိုအရဘကျုံပြုကတိတိဟောတော်မူခဲ့ပါပြီကိုဝင်းစောကြီးအဲ့ဒါလေအထဝရိစု၈ပါးအဲ့ဒါတွေတောင်းသောဆိုပြီးပြည့်ခဲ့ပါပြီနော်တန်ဃာတော်ရှင်သူမြတ်တွေကိုချစ်တတ်အောင်ကိုယ်တော်ဗါတယ်လေတန်ဃာတော်ရှင်တို့ကြီးညိုတတ်အောင်တမဏေတို့တမဏဘိက္ခုတို့ဘိက္ခုပေမံတမဏေတို့တမဏပေမံယဟန်တွေကိုယဟန်တို့ချစ်ဘုန်းကြီးတို့ချစ်သာသနာကိုသာသနာတို့ချစ်နိုင်အောင်ဝိသခာဓမ္မကြီးရဲ့နှလုံးသားမျိုးလေးတွေပြည့်နိုင်အောင်လို့ဘုရားရှင်ရတော်မှာဒီဇတ်တော်ကြီးပြန်တယ်သူ့တို့စီဇတ်လို့ဆိုရတယ်နော်တရားနဲ့ပတ်သက်ပြီးတော့ကိုဝင်မရတဲ့ဓမ္မတွေအိမ်အောင်ကြပြီးတော့သားတွေတော်တော်နဲ့မရတဲ့ဓမ္မတွေတောင်းနေမြောင်းနေတောင်းအီတွေမလုပ်နဲ့ဒီလားတွေဆွေးညမယ်နော်အချင်းချုပ်တွေမှတ်လိုက်မိဘကိုယ့်ရဲ့ကိုယ်ကျတရားကိုဆွေးညမယ်လင်သားကိုမဆန့်ကျင်ဘူးလင်သားမကြိုက်တာမလုပ်ဘူးယောက်ျားကိုအမေလိုနှလုံးသွင်းလိုက်တယ်အဲ့ဒါမှတော့သားမွေးပါလေလင်လို့နှလုံးမသွင်းမယ်ယောက်ျားကိုကိုယ့်ယောက်ျားကိုကိုသားလေးလိုနှလုံးသွင်းလိုက်တယ်ဝိသကဘလောက်တော်လဲဆိုတော့ကိုဝင်းစောကအိမ်ဒီသူ့ခင်မြတ်မှုတယောက်ကိုပဲချစ်တယ်ခင်ဗျားကအိမ်တော်မကြောက်။နောက်မကြတော့ရှင်ဘရင်တို့ရဲ့ထုံးတာကြီးကသူ့ကိုမိမတွေဝိုင်းပေးစားတယ်တိုင်းပြည်ကမယူဘူးသူက။ဆက်သူကမယူဘူးငါခင်ဗျားမို့ပဲချစ်မယ်လို့တစ္ဆာဆိုရတယ်။ငါချစ်သူကလွယ်ငါဇနီးရလေငါဘယ်မှမယူဘူးဆို။အဲ့ဒါမိမကြားပါပြီးတော့စိတ်ကလေးပြောင်းလိုက်တယ်။ဘလောက်တော့ဒီညီတို့နဲ့တားကွာတယ်။ညီတို့ကတော့မလေးငါယောက်ျားဒီကောင်မအဲ့လိုလာတာ။ဆိုတော့ယောက်ျားငါလည်းကလေးမမွေးဘူး။အဲ့ဒါဆိုရင်နန်းညွတ်နန်းလေရမရှိဘူးဆိုရင်ကိုဝင်းစောငါပေါ်များစိတ်ကုံသွားမလား။အချစ်တွေများယော့သွားတယ်အချစ်တွေယော့တော့အဲ့ဒါနဲ့သူဘာလုပ်လဲဆိုတော့ကောင်မလေးတွေခေါ်သူကိုယ်တိုင်ပဲကောင်မလေးတွေပေးစားလိုက်မဟုတ်ဘူးသူများကိုယ်တိုင်ပေးစားတာပါဆိုလို့ပေးစားလိုက်အဲ့ဒီအချိန်မှာသူဘာနှလုံးသွင်းလဲဆိုတော့ငါသားလေးများဖြစ်ခဲ့ရင်ငါသားသူ့မိမနဲ့သူခလေးမွေးချင်းရှာမှာလေသူမိမနဲ့ကနေအမေနေအောင်တွေးလိုက်တယ်အမိတမြနှမမယွင်းခင်မွန်းတက်သွဲကျွန်းနဲ့မချထုံမယမ်းမှုနေမန္တရိနတ်ပြည်ရောက်မြဲကူကြီးလေးခုနော်ထိတ်ဆုံးကပါလေအမိတမြနမမယကျွန်းနဲ့မချထုံမယမ်းမှုအဲ့ဒီထဲမှာကျွန်းနဲ့အလားမရကတော့လေနိဗ္ဗာန်ဆုတောင်းကမလွတ်တောင်းနိဗ္ဗာန်ဆုတောင်းရင်ချက်ချင်းရတယ်တဲ့ကိုယ့်ယောက်ျားကိုကျွန်းလို့စိတ်ထဲမှာတွေးရမယ်ပြုစုလိုက်ရင်အဲ့ဒီမိန်းမနိဗ္ဗာန်ဆုတောင်းရင်ချက်ချင်းရနိုင်တယ်ဟာအဲ့လိုဒီကောင်းဓမ္မတွေနော်ကောင်းစားဆက်ယောက်ျားအဲ့လိုမလေးမစားဆက်ဆံတာဖြစ်ချင်းကြောင့်ကိုဝင်မရတာရှိတတ်ပါတယ်တဲ့ယောက်ျားကိုမလေးစားရင်ကိုဝင်မရရှိတတ်ပါတယ်တဲ့အခြားသောအမျိုးသမီးတွေပေါ်မှာညူစုစောင်းမြောင်းနဲ့အိတ်တံမရှင်ကိုဝင်မရဖြစ်တတ်ပါတယ်တဲ့အဲ့ဒီဟာတွေဟောတဲ့တုတ်တာနော်ကောင်းစားတရားလေးကောင်းတယ်တွေပါတယ်လေတောင်းသောစုတွေပြည့်ပါပြီတောင်းသောစုတွေပြည့်ပါပြီဖရာလက်ကောသာယဧကတိဝတံစေတဝနေဓမ္မကတံသုတ်တော်သာတဝိသကာတိဧကတိဝတံတဏိသောကာမစေတဝနေစေတဝံကြောင်းနေဓမ္မကတံတရားစကားတရားဓမ္မကတံတကုသုတ်တော်ကျမ်းနာပြီဘဂဝနံတတ္တိဘိက္ခုသံကိနသွားတနာယနိမန္တရာရှပက္ကာမိရှင်မယမနေ့ပြန်ကတပည့်တော်အိမ်ကိုစွန့်ဖုံးပြီးကြွပါတပည့်တော်ပန်ကြပါတယ်သတ္တပန္နရတယအစ္စယေနသာတုဒီပိကောမာမေကောပါဝိတိအဲ့ဒီညသူလဲစွန့်ငံပင့်စွန့်ဖုံးပြီးပင့်ပြီးပြန်သွားတဲ့အခါကျတော့ကျွန်းကြီးလေးကျုံလုံးကိုရွာတဲ့ဆွတ်စေတဲ့မိုးကြီးရွာပါတယ်အဲ့ဒါကိုစတုဒီပိကမိုးလို့ခေါ်ပါတယ်ပါတယ်လေဆိုအရှိကျွန်းမှာမိုးရရင်တောင်ကျွန်းမိုးမရဘူးလေဆိုတို့တွေဝါရင်းဆိုရင်တရားဝဲလည်းမရှိဘူးအမေရိကသွားတယ်အမေရိကမှာအကျနွေရာသီဖြစ်တယ်ဟုတ်ပြီအမေရိကနွေရာသီဆို September October November လကျမှသူကအဲ့တော့ဟိုမှာ summer ဖြစ်သွားပြီဒီမှာမိုးရင်းဖြစ်တယ်သူတို့ကျွန်းနဲ့သူကမတူကြဘူးတပြိုင်နက်တည်းမိုးရွာတဲ့မိုးမျိုးဆိုတာတစ်ခါပဲရွာပါတယ်အဲ့တော့စာတို့တွေပြီးတော့မာမေကောပါဝိတိကျွန်းကြီးလေးကျွန်းလုံးကိုစိုးတဲ့မိုးရွာပါတယ်ဘဂဝါမယရှင်ဘဂဝတိဘိက္ခုယံတို့ကိုအာမန္တတော်ခေါ်တော်မူပြီးယထာဘိက္ခွေစေတဝနေဝတ္တိဧဝသတုတုတိပေသောဝတ္တိဩဝတ္တပိတဘိက္ခွေကာယံအယံပစ္စေမကောသတုဒီပိကောမာမေကောဘိက္ခွေချက်သားရယံနှမြောချက်သားတို့
Zeta when is Zeta when John and what the Yata, Harry Moji, you are like the Ewe to Basado to Tibet, Juni, Leon, and what you are by Chataro. Tome the Chataro di Tomagan Chatari, Kayan Kogo, I am Pesimago Saru to become Mamigo. Now so you are the Juni, Leon, so the Mojigo, or what the beta Kogo Suya was your Yamado Bioin. Literal meaning is swing, Kogo Suwa, the free translation. Literal translation, Namushi. Literal translation, think me check. Jetta pian in a free translation check. A party, I look pian. Over the beta, Suya, Vazi, Gonglo, Taga, Siri pian as a time. Padre, they were Jetta, Domagan, Tomagan, Kayan, Kanakuigo, over the beta, Mui, Suya, Vazi, or Yecho, look like that. Please, Pomalo pian, Yecho, the free translation, Yecho, literal translation, Sapine pian, Kanakuigo, most of Baziro, Mui, Sobaziro, Subaziro. Siamo ballo kaina ye cho kaina hobi noအဲ့ဒါရန်တွေအကောင်လုံးရေချိုးတော့ထင်းနေတယ်ပေါ့သင်္ကန်းသုံးတယ်ပဲရှိတယ်ဘလူချိုးလေဘလူချိုးမလဲမေးတယ်ဘလူချိုးမလဲပြောတယ်မေးတယ်ဘဝစားမှာချိုးတာပေါ့ရန်တာအဖြစ်ရှင်းလေးကသင်္ကန်းသုံးတယ်ရှိတယ်လေမနေ့လဲဆွမ်းသားသွားမှာဆိုဒီသင်္ကန်းညဆိုးလုံးဖြစ်ဘူးအဲ့ဘလူချိုးလေဒီတန်းချိုးတာပေါ့ရှင်းရှင်းလေးသိလို့တယ်ဘာလဲဒီတန်းချိုးတာဟုတ်ပြီနော်အဲ့ဒါနဲ့မိုးလေးတော့ချိုးမြတ်စွာဘုရားရှင်ကကိုတော်လေးနဲ့စောင့်ကန်ကြွဧစရိယဝတ္တဘောအဘုဒ္ဓဝတ္တဘောတတ္တကရတမေတိကတာမနုဘဝတ္တအိုလူများတို့အောဝရှိတယ်ဇာတကညကရွာလိုက်တဲ့ဘုရားတိုင်းနာမဇန်နုကမတ်တဲ့သူပြီဒုကောင်းနေမြို့အောင်ရွာလိုက်တဲ့ဩဃေတုဝတ္တမန်တို့ရေရင်လေးဖြစ်ပင်ဖြစ်냐တော့လေတာဝတိပြုတစ်မျိုးလုံးရေတွေလွမ်းသွားပါတော့လေဂတိမတ်တသေးပြီခြေသမောကွာအဲ့ဒီခန္ဓာကိုယ်ကြီးဒုကောင်းပြုတ်လောင်ရေတွေဖြစ်ပင်ဖြစ်냐တော့လေတဲ့ခေါင်းတော့သင်္ကန်းနဲ့မစိုးဘူးတဲ့ဧကဘိက္ခုတပိယံတော်တပါးဤဒါဘုရားရှင်ကိုဂုံတက်သွားတယ်ဘုရားရှင်တို့ရဲ့ယေစရိယဝတ္တအဘုဒ္ဓဝတ္တတတ္ထကရတမေတိကရမြတ်စွာဘုရားတို့တို့ကြည့်လိုက်တာတဲ့ဧကတဘိက္ခုတပိယံတပါးဤပါရာခြေတော်တို့ဒီလည်းကောင်းစေဝရာနဲ့သင်္ကန်းတို့ဒီလည်းကောင်းအန္လန်နဲ့နဘောဓတန်နဲ့မစွတ်ဆိုဘူးတဲ့တကယ်တမ်းတော့ဘယ်လိုချိုးလဲမှတ်လိုက်ဒါ understood ဒါဆိုရင်သင်္ကန်းမစိုးဘူးဆိုရင်ဘယ်လိုချိုးလဲမမေးနဲ့အဲ့ဒါဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားပြီးသွားသူတို့ဗုဒ္ဓမူကဘိက္ခုတန်ခါတော်ရှင်သမီးတွေကြွဘယ်ကောင်းစားကြွသွားပြီဆောင်းကြွသွားတော့ဝိသကသွားခေါ်မလေးတော်တော်နဲ့ဖြစ်တဲ့ဟိုဘုန်းကြီးဆုံးဖုံးပေးပြီးဆုံးဖုံးပေးတော့ပြန်လာအဲ့ဒီကောင်မလေးလာတော့ဘယ်လိုတွေ့တန်ခါတော်လေးဘာမှအဝယ်မရှိဘူးအဲ့ဒါတော့ဒီကောင်မလေးဟဲ့တော့ဟိုနေ့ကဆုံးပြမယ်လို့သွားလိုက်တာနတ်တယအာရမေဘိက္ခုအာဇဝကေကံယံဩဝတ္တပင်တိဓမ္မစီဘတော်မှလေပါဠိတွေမရှိမပြောခုနတဂရာကဘုရားရှင်ရဲ့ဂုံရောက်တန်ဃာတော်တွေသင်္ကန်းမစိုးဘူးလို့ပြောလိုက်တယ်အဲ့ဒါအထက်ကရာစကားဒါဆိုဒီလိုလေးလှလှလေးပြောရတာပေါ့အခုအဲ့ရဲ့ပါဠိတော်စကားဘာတဲ့ကောင်းစားကောင်းပါလေဟဲ့ကိစ္စဇေအာရမံကံတော်ကာလအာရစေတိကာလောဘနိနေတိတံပတ္တန်နေသွားလိုက်စမ်းကောင်းပါလေဇေဟဂျမလေးအကိစ္စသွားလိုက်ပါတော့အာရမံကြောင်းနေတဲ့သူခံတော်တော့ကာလံအာရောစေတိဆွန်အာရောစိတ်ဆွန်ငိမ့်ဆွန်ဖုံးပြီးရင်တမလျှောက်လိုက်တော့ကာလောဘနဲ့နေတိတံပတ္တံဗန္နေရှင်မြတ်တို့ဘုရားနေတိတံပတ္တံဆွန်ပြင်းပြီးပါသည်ကာလောဆွန်ကံရဲ့ time to eat စားတော့အဲ့ဒါသွားတယ်ဆိုတော့တာတာတိဝိသကာယမိဂာရမတို့ယပရိသုနေတို့အာရမံကံတော်အတ္တတဘိက္ခုနေခိတ္တဇီဝရိကာယံသင်္ကန်းတွေကိုတနေရာမှာထားပြီးဒီတိုင်းရေချွန်းနေတယ်လို့တို့တိုက်ပါတယ်ခင်ဗျားတို့ဘုန်းကြီးရှော့ကိုပြောတယ်ဖြစ်မှာဆိုလို့နေခိတ္တဇီဝရိကာယံဩဝဒဗနဲ့ဒိဋ္ဌဝနတ္တိအာရမေဘိက္ခုဘုန်းကြီးတွေကျောင်းထဲမှာဘုန်းကြီးတွေမရှိဘူးဗုဒ္ဓဘာသာဘုန်းကြီးတွေသင်္ကန်းဝတ်တယ်အစေလကတက္ကရုံးတွေကျောင်းထဲရောက်နေတယ်ဟုတ်နော်အစေကလတက္ကရုံးနေတာသူတို့တွေဂျိန်းဘုန်းကြီးတွေကဒါနဲ့သင်္ကန်းဝတ်တာတို့ဗုဒ္ဓဘာသာဘုန်းကြီးတွေသင်္ကန်းဝတ်တယ်ဧကန္နတော့ကျောင်းထဲမှာဖယားရှင်မရှိဘဲနဲ့ဘုန်းကြီးတင်းမြဂျိန်းဘုန်းကြီးသင်္ကန်းရေလာချိုးတာထင်တယ်လို့ကောင်းမလေးလို့ထင်မှတ်သွားတယ်အဲကြမှာဒီသင်္ကန်းတူဝင်ရမှာဇလန်းလေးအဲ့လိုလာမှကွန်းစောအဲ့ဒါတော့ကြွသွားပြီကောင်းမလေးပြည့်သွားပြီဟာဘုန်းကြီးဟာဟုတ်တော့ဓမ္မစီကျောင်းထဲမှာဘုန်းတော်လည်းမရှိဘူးဘယ်ဘုန်းကြီးလဲကွန်းတောင်ကြောင်မြောဒီကောင်မလေးကျောင်းဆောင်းလာကဘုန်းကြီးရေချိုးတယ်နော်နတ္တယအာရမေဘိက္ခုအာဇီဝကကံယံဩဝတ္တပင်ကိုထင်သွားပြီးတော့မှကျိန်ပြောင်းတပြားပြေးတာဗောဟဲ့ကောင်မမြတ်စွာဘုရားရှောက်ခဲ့လားဟောအရှင်မဘုန်းကြီးနေမရှိဘူးညာတာယံဘာလံမညိတအဲ့ဒီကောင်မလေးကပညာနဲ့လို့မိုက်လို့
Nadi Arame Begu Azuaka Gayan, the Benishima Shimabaya. John Emma Bodava, Pono Machine, Jimbo Yidi, Azelaga Tagaroni, Turudi, Azelaga, a one more that book would do it, but you should have the video, Chama, Gorain, Goja, Yasin, Miana. Well, Yanshida, no? Don't. Pina Machine, the Pioyan, Pina Shida, to another, not on the guy. Tale? Pina Machine, the Pioyan, Pina Shida, the not on the guy. That is some even it. Oh, Yanshida with that Kaga. Oh, Migarama with that Gaya Migaramatuya. Panditaya, we are Daya, made a winnie, it at the Pina Shida, Koya, woman, and some Susan singing in Virginia. Ikanado. Nadi Arame Bego Donio Aramoga to Abadi letter. Yanshibiro Matilo to like Bare. Nathan the Agoyan Negata Sura Gayan over them, but the thing of Babana Gori, each who we had a Dian Balamanita, the Gomaliga, Pinion, Nera, Pinion, Nadi Arame Begu Sura. Tapadan Tatato, Yanoria. Pale Johnny Yogoi. Johnny Yogoi go Kanakuri, Katani, Thitan, Kanakuri, Ida, Piampu, thing in the reality time. Bamishim. Nadi Arame Bego Donio Aramo, Shima Jonah, Pony the Bama, she tell her Naka. Main on Kuji, the Nakaramite. To Ashide, oh, Kurori, Nathan the Yanko, Gatani, the Dingareto, and Lagaya, Kanagaya, Siurani, get Yada, we are Amboida, Ye Chobi to Kanago, Elu, Thinly and Unity, Santa Mapati. We were the Nadia shooting at killing me, Tato other Romano Pony go to it. Naka, Paramaka, Coloni, Miene. We had a point kind of one of Mashibu, Natty, Donio, Aramo, Pegu, Mashibu, Tene, Yamashi, Yamapara, shouting, Yamapara was seized, weapon, singing, Lodavia. How we know? Your name alone, and I'm upon the song drop. Sonata, what on a down in a Sudi? The baby, as of your Jola. Jolavi, Jola, either, Bandy, Daddy, and Abidisham Yadavido. Yes, I am Yadavido, my. Commonly would look like that was up you, attack with that Migara Mata. Is it in what about Abodagada, Medicata? The platform, Nino Sui, Pope, Yazavia, or Shemia Boyali, only I think anybody, the Major, Jidumashawu, Shemia, Jim Platform as a galley. Eddie, with that car shouted as a galley, you hit the garage like Shemia, Nuswapia, Bogi, Yichura, no thing any Masus of their theory, and a story. Payable, Samo. Chisia Cono, with Daka. Too late, Tota, Tatanama, Tiape Portly, Momenzo, Paneole, Tiape. Blue Shale. Esri and Wada, Abu Damada Bandi, Shabo Shaboli. No? Esri and Wada, Abu Damada, Botagara, Medicata, Manu Bavada, a chino, and always she is Wadaga. Yes, I am Bono and over Chile, Yada Nama, Zanuga, Matetubi, or gave the Botamane. To Yaquatema Tawati Murema, Tugong Muya, opposite to him, Yiri, Jiri, Muri, you are my legane. Nahi Ika da Beguda, Yan or about Chile, Nai, Nama Ika Beguda, Yan or the Baye, Parawa Chiro, the Ulagon, Siurani, what the Nando di Laga, and Lani Nabo with the knee, Masuja Baraga. Damulu, two did not be Yashini, Matropo. Drake of Yashini, Matropo. Did we be Yashini, Matropo? A thing, do not think, Billy Amalo. Temporary. Palioria, your Madame Dumian, do a Sabine Dwara, so Sabin Balana Vio. Miazavia Coromia. Shindani Bodai, Nezo, Nido, you were tied. Eddie Shadow Madre, a shin you would die at Payas and Joa. Shindi Willi Coromia Power being so complicity piece of Gavai. Quando vai più badole. Scende Oliva di Maggi badole. Anana. Oh, do. Carida, Monia. Shadow Madre, Tamatina, Pria, Yingeli, Mapia Chimiome. Oh, scende Oliva, Pare. Dylan, Son Shava, the Piare. Dylan, a Chong Yoniaro, Tramadia, Tradia, and Song on the Tibet Langaro. Oh, Chong Mion and Yagaro. The Jacob with Kubo. I near Shapa, the Piare, the Edia Dwaka. How does she done it? Bigavi, and you love to Tala with Yomen. Piana, Yai, with a car in Yao. With a car. Put a dog at a big with a Gaubadica, Adanogi, Nathan and Gali Posadi.
ဘုရားတော်ရှေဥစွာစောစောနည်းစောစောကတ္တဘိက္ခုကျွတ်လာတဲ့ဆုံးငံကိုယ်တော်ကိုဝိသကဥပတိကဝိသကဓမ္မကြီးကအတနောကေနိသိဏကာလီကိုအိမ်မှာထိုင်နေတဲ့ကတော့မနာပန်နုကောဗန္နေယေဝတတေရသဝသနာတဏဗန္နေရှင်မယယေဝတထေရသရှင်သာရိပုတ္တရာလေးရဲ့ညီတော်လေးဖြစ်တဲ့ယေဝတမထေရရဲ့ဌာနနေဝသနာတဏနေတဲ့နေရာသည်မနာပန်နုကောကောင်းရလားနှစ်သက်เสียရှိရလားပျော်ရွှင်ချမ်းမြေ့เสียကောင်းရလားလို့မေးလိုက်သူမေးလိုက်လေအရှင်မယဆိုဟာဓမ္မကြီးရောဘာပြောကောင်းဒီအတန်ဝင်ကြည့်ဟိုဓမေစရိဆရာတော်လေးကျောင်းမှာနင်တို့သွားတွေ့လို့ရှိရင်လေဟာဆိုတော့တုံ့တို့ကျောင်းတော်လေးတရားဟောနေမှာကျွန်းအပြင်မှာသိတဲ့ဘောကောင်းတယ်သူတို့ပြောမလီပြင်းနေတော့ပို့ဆိုသေးတယ်အတန်မှာကြောနေသူ့ကြောင်းသွားရဟောက်နေတာနှစ်မျိုးထွက်လာနော်နှစ်မျိုးလာနှစ်ယောက်လာလိမ့်ဒါလေးနော်ငါဘသူ့မှငါအဲ့လိုအင်းအင်းနဲ့မပြောတတ်ဘူးငါအကျင့်ငါတို့ရဲ့နော်ဟုတ်ပါလားကောင်းစားဒါလိမ့်မယ်အဲ့တော့ကြည့်မနာပဥပါတိကိနန္ဒနဝနစိတ်တာလတ္တာတိပရိပါကံဒီမကြီးရဲ့နန္ဒဝိဥယျာဉ်ကြီးစိတ်တာလတ္တအဲ့ဒီလိုဆွမ်းကြည်တယ်မဟုတ်ဘာပြောကောင်းမလဲဗျာဟောသူတော်ကောင်းကတန်သေနာတဏ္ဍိအဲ့ဒီသေနာတဏ္ဍကိုကျိုးလို့ပြင်နောက်တစ်ခေါက်သွားကျင်လိုက်တာမြတ်စွာဘုရားနဲ့ကြွတော့လေနန္ဒဝိဥယျာဉ်ကြီးတို့ရှေရဝတ္တနေတဲ့နေရာကိုဘယ်လိုပြောလိုက်လဲဟာဝိသကပဇာတိအောင်သားနဲ့သူကကျဘုန်းကြီးတို့ထကြွလာဒုတိယပစ္စာတော်နောက်တစ်ပတ်ကျပစ္စာပပစ္စာတော်အာဂတဘိက္ခုနောက်တစ်ခါကြတော့ခေါင်းဆောင်နောက်တစ်ခါနောက်တစ်ခါဆုံးခံကြလာတဲ့ဘုန်းကြီးကိုပုတ်စီမေဘီမနာပန်အယာယေဝတတေရသဝသနာတဏရှင်မယရဲ့ယေဝတမထေရနေရသရင်သုံးတဲ့နေရာမနာပန်နဲ့သက်ဆရာပျော်ရွှင်စရာကောင်းပါလားမပုတ်မေးပါနဲ့ဟိုရှင်ဓမေစီတဘောကလားမမေးပါနဲ့အဲ့ဘုန်းကြီးကြောင့်အဲ့အသေးကြသွားပြီအဲ့ဒါဆိုအာမနာပပြောတော့မယ်ဟိုကြောင်မျိုးအရှင်မြတ်တရားဟောတာဟိုနဝကမ္မတွေကျင်းမပြောစမ်းပါနဲ့အဲ့ကြောင်မျိုးလကားပါမပြောစမ်းပါနဲ့ဆိုတဲ့သူအတင်းပြောတော့မယ်ပါဠိရအဲ့တိုင်းပြောတာမာပု္ပ္ပဥပတကေတဲ့မမေးစမ်းပါနဲ့တော်ကြီးရာဆိုတဲ့သူအဲ့နေရာမကြိုက်ဘူးလေကြောင်မျိုးတရားဟောတာအရှင်မမေးစမ်းပါနဲ့ကြောင်မျိုးဒါသိကြကြီးလို့ငါကဲ့တော့ငါသိအတင်းပြောတော့ဘုန်းကြီးတင်းပြောတယ်တွေ့လားမမေးစမ်းပါနဲ့တော်ကြီးရာတဲ့ဟာအဲ့ဒီနေရာကတိတော်အယုဒ္ဓဌာနမေတ္တာဒီလောက်မကောင်းတဲ့နေရာတွေစကားတဲ့တော့မပြောချင်ဘူးလေဩစင်္ဂလံတက္ကရာပါသာနာဝိသမံတဲ့ခယောင်းတော်ကြီးပါတဲ့ဟုတ်ပြီနော်ခရိဒဝနံတဲ့ရှားတော့ဗျာတဲ့ဘာကောင်းပါလဲတဲ့အဲ့ဒီမှာများဗျာဒီဘုန်းကြီးတော့ဘိတ်ကိုကိုရတယ်ဒီသွားနေသေးတယ်ဆိုတော့ရှေ့ကဘုန်းကြီးပြောတာမှန်ရင်နောက်ကဘုန်းကြီးမှားတယ်နောက်ကဘုန်းကြီးပြောတာမှန်ရင်သူတက်သွားပြီလေအိုးပုရိမာနိသပစ္စည်းမာနိသဘိက္ခုနဲ့ကတ္တသုတ်တော်ဧကေသံနုခောတတသစ္စာရှိကပြောတဲ့ဘုန်းကြီးတွေနောက်ကပြောတဲ့ဘုန်းကြီးဘုသူစကားကမှန်တယ်လို့ဟောတန်တရားဖြစ်ပြီးတော့ညနေကြီးလဲကြော်တော့ပန်းနေပါလေညနေကြီးကျတော့ဘုန်းကြီးကြောင့်ဂျစ်ပန်းနဲ့သွားတယ်ဆွမ်းမပါဘူးနော်ကန္ဓမန္နအာဒါယအမွေးနဲ့သာပန်းမှန်လေးကိုကန်၍သတ္တဗလတဥပဋ္ဌာနံသွားပြီးတော့မှရှ िख ိုးပြီးမြတ်စွာဘုရားဗန္နေယောဒတိရသဝသနတနဧကိစေအယဝန္နေဧကိစေနေနဲ့ဒီကိဏမိတ်တဗန္နေဗန္နေမြတ်စွာဘုရားယေဝဒတိရသရှင်သာရိပုတ္တရာရဲ့ညီတော်လေးရဲ့ယေဝဒမထေရနေတဲ့ရှားတော်ကြီးကိုဝသနတနအဲ့ဒီသူနေတဲ့နေရာကိုဧကိစေအချို့သောဘုန်းကြီးအရာအရှင်ဘုရားတွေကဝန်နေချင်းမွန်ကြပါကုန်ဘုရားဧကိစေအချို့သောဘုန်းတော်ကြီးတွေကနေနန်ဒီကဲ့ရကြပါကုန်ဘုရားကိဏမိတံဗန္နေအဲ့ဒါဘယ်လိုပါလဲဘုရားဘသူပြောတဲ့စကားမှန်တယ်လဲဆိုတော့ဘုရားတော့ကောင်းတယ်ဝိသကေချစ်သမီးဝိသကရဲ့ရမဏိယံဝါဟောတုမာဝါချစ်သမီးအဲ့ဒီနေရာကြီးကလေဥယျာဉ်ပန်းမှန်နေနဲ့ပျော်ရွှင်စရာဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးတဲ့သို့တော့ပတ်မာယတမိတံနေအရိယနံစိတ်တံရမတိအဲ့ဒီနေရာမှာအရိယအရှင်မြတ်တွေမွေ့လျော်ခဲ့တယ်ဆိုရင်ဒရေဝထံနံအဲ့ဒီနေရာကိုရမဏိယနာမအောင်မြင်မွေ့လျော်ဝလို့ဆိုမယ်ကာမေဝယရိဝရင်းကြီးနေသိနေဝယရိထလေဝဘလောက်ကောင်းချစ်မလို့တောပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်နေတဲ့နေရာပဲဖြစ်ဖြစ်မြင့်တဲ့နေရာပဲဖြစ်ဖြစ်ယထာချင်းယနေ့အရဟံတော်ယန္တာရှင်မြတ်တို့သည်ဝိရနေကြလေကုန်၏တန်အဲ့ဒီနေရာကိုဘူမိရမနေယကအောင်မြင်မွေ့လျော်ဝဲကောင်းတဲ့နေရာလို့ဆိုတယ်ဒါဖြင့်အောင်မြင်ဆိုရင်ဘာလဲလဲကိလေသာကင်းပြီးနေတဲ့နေရာကိုအောင်မြင်ခုကြည့်ဖခင်ဒီစကားနဲ့ဘူမိရာမနေယကအောင်မြင်အစစ်ဆိုတာအဲ့ဒီကိလေသာကင်းတဲ့သူတွေနေတဲ့နေရာဒီတရားတွေဟောနေတယ်အဲ့ဒီအောင်မြင်ပဲအောင်မြင်ပဲအပရာဇိတဆိုအောင်မြင်တော့ဘဂဝါဇိနရှင်သည်တဏရှိသမျှစင်တော်မူသည်ဘာလဲအပရာဇိတဘဂဝါဇိနရှင်သည်တဏရှိသမျှစင်တော်မူသည်ဩပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ရအဲ့ဆိုတဏရေကင်းသွားတဲ့နေရာမှာကိလေသာတွေကင်းသွားတဲ့လူတွေနေတဲ့တရင်သုံးတဲ့နေရာဘုန်းကြီးအတင်းပြောတာကိုတတ်သိပြုခြင်းလို့ပြောရတာဘေးရောက်တာပစာပေနဲ့ပြောလိုက်တယ်ဟုတ်လားပထမဘုန်းကြီးကပါတယ်လေဟာနန္ဒဝင်ဥယျာဉ်ကြောင့်လာပဲဗျာစိတ်ထဲသူက
အရိယာသူတော်စင်တပါးနေတဲ့ရှားတော်တမှာဘယ်သူမှမရှိတဲ့နေရာကိုပထမဘုန်းကြီးကနန္ဒဝင်တရားမင်းရဲ့နန္ဒဝင်ဥယျာဉ်လို့တင်စားလိုက်တယ်ဒုတိယဘုန်းကြီးကပါတယ်အလကားပါဗျာတဲ့အုပ်စင်ကလန်အမလီအိုက်ရတယ်တက်ခတ်တာအမကြောက်ခဲရပေါ်တယ်ပါခရောင်းတော်ဗျာတဲ့ဒီဘုန်းကြီးကနေသူကတက်ခတ်တာပါတာနာဝိသမမြေတွေကလည်းမငြင်းမညွတ်ရှောက်ချကြိတ်လိုက်တယ်ကျသူများလေဖယားနဲ့လိုက်သွားတာလေဖယားနားမှာနေတော့လေအတင်းပြောတတ်တယ်ဘုန်းကြီးဒီအတင်းပြောတယ်ပြောလားပြောတယ်ပါဠိတော်လည်းပါတာမပြောလို့မငြင်းနဲ့ဟုတ်လားအဲ့ဒါမှဝိသကမြတ်စွာဘုရားဟောတဲ့စကားလေးကြိုက်လုံးတော့ကွာနောက်ကတော့ဂာမီဝါယရိဝရင်းကြီးရွာမှာဖြစ်စေတောပါဖြစ်စေနေနေဝါယရိဝတလေးနေရာကမြင့်ရင်မြင့်မဲ့တိုက်ကြီးပေါ်မှာနေရင်နေမဲ့တဲအိမ်လေးထဲမှာနေရင်နေမဲ့ဘယ်လိုမှဘာမှမနေရင်နေညတော့လေယထအဲ့ဒီနေရာမှာအရဏတော်ကိလေသာကင်းတဲ့ပုဂ္ဂိုလ်တွေဘုရားနေခဲ့မဲ့ဆိုးရနေရှိသောအကယ်၍ကိလေသာကင်းတဲ့ပုဂ္ဂိုလ်တွေနေရင်တတ်တန်အဲ့ဒီနေရာကိုဘူမိရမယကမြေမြတ်မြေပြောစရာနေရာဌာနအောက်မြေဆုံးမယ်ဟုတ်ပါတော့အတင်းပြောတယ်နဲ့ပတ်သက်လို့ဘေးထွက်သွားတော့ပြန်သွားအောင်ဝိသကနဲ့ပတ်သက်လို့ပါအဲ့ဒါကမကြီးကရှင်မယာဧစရိယံပါဧစရိယံပန်လေးအဝါဟုဓမ္မတွေကြည်စံကိုဘာပြောလိုက်လဲတပည့်တော်ဗျာတဲ့နော်အံ့ဩလိုက်တာဧကပိကုသမီယံတော်ဓမ္မရဲ့ခြေလည်းမစွတ်ပါသင်္ကန်းတွေလည်းမစွတ်ပါဟတ္တာဥဒကဗုဒ္ဓဘုံကံပိကုသံဃပဏိတိနခါရဏိယေနဘောဇဉ်ချိုချင်းရတာအဖျားဖျားလေးကပ်ပြီးတော့မှမြတ်စွာဘုရားရိတ်ချလက်ကြည့်လိုက်ဒါဖျားတော်ပေါက်သွားပြီဒီကောင်မလေးဘာပြောတယ်ဆိုသိသွားပြီအရှင်မယားရဲ့ကိုတော်ရီလေးသင်္ကန်းသုံးတယ်ရှိလို့ဘဝမပါဗလာရေချိုးရတယ်တပည့်တော်ဂျုံမမြင်တယ်အဲ့လိုပြောချင်တာအဲ့ဒီတပည့်တော်အဲ့ဒီကိုတော်တွေရေချိုးဖို့အတွက်ရေသနုသင်္ကန်းလှူခြင်းနဲ့အဲ့ဒါပြောချင်တာတောင်းတဲ့ဆိုတွေနဲ့ပြည့်ချင်တာဟုတ်တော့ဟုတ်ပြီနော်ဒီတော့ရှင်မယားဘုရားထိုင်ပြီးတော့ဧကမနနိသိဏကောဝိသကမိဂရမတ္တတက်တဲ့လျောက်ပတ်တဲ့မှာထိုင်နေပြီးတော့ဝိသကရမမေတော်ကြီးသည်ဘဂဝန္တဣတံဟောစာဤစကားကိုလျှောက်ပါ၏အထံဗန္ဒီဘဂဝန္တဝရဏိယသမိတပြီးတော့ဆုရှိပါတောင်းပါရစေတော့ဘုရားဒါတောင်းရင်တော့ပါရမီဖြည့်ခဲ့တာပြည့်ပြီတန်ဃာတွေကိုလှုပ်ကျွေးခြင်းနဲ့ဆုတွေတောင်းတာပြည့်သွားပြီဒုတိယပိုင်းဆက်ဟောမှာဘာလို့ဆုလုပ်ခဲ့လဲဆိုတော့ဆက်ဟောမှာတော့ကုန်းစောကြည့်လေဝိသကကြည့်လေဆိုတော့ဟိုကိကိမင်းကြီးသမီးအငယ်ဆုံးပါလေလေဟောပါရမီတွေဖြည့်ခဲ့တဲ့သူတွေလေဗန္ဒီရှင်မြတ်အတပိတော်မှာသည်ဘဂဝန္တမြတ်စွာဘုရားကအထဝရဏိဆုရှိပါတို့ကိုရာစာမိတောင်းပါရစေတော့ဘုရားကိုယ်ကဘာလဲဆုရှိပါတောင်းပါရစေတော့ဘုရားဖေကတတ်မပေးဘူးအတိတ်ကန္တဝရကောဝိသကေတထကတာတဲ့ဘာပြောလဲလဲဆုရှိပါတောင်းပါရစေတော့တဲ့ကောဆိုရဟုတ်ပါအေးတဲ့မင်းဘာဆုတွေတောင်းပါလဲဟုတ်ဘာလဲဆုပါတပါရတဲ့ချိုးနော်လက်ချိုးတာရှစ်ခုရှိတယ်ရှင်မယားတပည့်တော်ဆုလေး၈ပါးဆု၈ပါးသောဆုကိုတောင်းလိုပါတယ်မြတ်စွာဘုရားတို့သည်ဆုပေးခြင်းမှလွန်မြောက်ကုန်တယ်ပေးလားပေးဘူးဆုတောင်းလည်းမပေးဘူးနော်ဘုရားဟောနဲ့ဝိသခာတဲ့အဲ့ဒီဆုတွေမင်းတို့တောင်းလို့ငါတို့ပေးလို့မရဘူးတဲ့ဆုတောင်းရင်ဘုရားကြီးလွန်နေတယ်မင်းတို့ဘုရားတို့ဆုတောင်းကြတာလေဟုတ်တယ်ဘယ်လိုပြောလဲလဲအတိတ်ကန္တဝါလာတဲ့ဆုတောင်းခြင်းရဘုရားရှင်တို့လွတ်တယ်အဲ့ဒီကလေးမှတ်တာဒီစတရားမကြီးဒီပါဠိလေးမှာပါဘိဓဗေဒကစကားဝိသကေချက်သမီးဝိသကတတ္ထကရဘယံရှင်တို့သည်အတိတ်ကန္တဝရဆုတောင်းခြင်းကနေလွန်နေတယ်ဆုပေးတာမဟုတ်ဘူးကျင့်စဉ်နဲ့ဟောတာတဲ့ယန္တိဇဘန်နေကပ္ပိယန္တိယန္တိဇာနာဝဇာနေရှင်မယတပိတော့တောင်းမယ်ဆုတွေသည်ကြည့်ညီတို့ကလေဟိုယောက်ျားကောင်းချောချောလေးရပါစေခလေးလေးမွေးပါစေအိမ်တွေရပါစေဘုရားပြောတာမို့တန်ဃာတော်တွေကိုဆုံးလုံးနေတယ်ဆိုဆုဆိုတော့ तू တောင်းတဲ့ဆုကသူများအတွက်လေပေးတယ်အဲ့ဒါပေးတယ်မင်းတို့ကဘာလဲအခုစီးတဲ့နော်ဘာလဲကားလဲစီးခြင်းနဲ့အိမ်မှာမှောက်ထားတဲ့ငရုတ်သီးထောင်းတဲ့ကြောက်ပြားကဗရမြောက်အလားဗရမြောက်ငမောက်ဗရမယတန်နံဖြစ်လို့ချက်သွန်နေဘာလဲငရုတ်သီးတွေကလည်းဘာစိတ်ရည်ရွှေတွေဖြစ်လို့ထမင်းမချက်စားနဲ့တော့နော်ယရနာစိန်ကြောက်တွေကိုဇဲတောက်လို့ကစားလိုက်ချင်သေးတယ်အမအိမ်မှာမှောက်ထားတဲ့ကြောက်ပြားကလည်းငမောက်ဗရမယတန်အမသူတို့မှပြောတတ်တယ်ဗျာဟိုသူ့တကမဆိုပို့ပြောတတ်တယ်အဒီဆွေဘာလဲအိမ်မှာမှောက်ထားတဲ့ဝိတ်လျှော်တဲ့ကြောက်ပြားငမောက်ဗရမယဖြစ်ပါဆိုတော့လောဘကြီးလာ ਈ လားအဲ့တော့အဝိရှော်တဲ့ကြောက်ပြားကြီးမှာဗရငမောက်ကလာနင်တို့လာတတ်မှာပေါ့သူများဘယ်ထားလိုက်တော့မလဲနော်ထဲ့ထားတဲ့ငရုတ်သီးတွေကြက်သွန်နေပါတယ်လေဆန်းနေငရုတ်သီးကြက်သွန်နေအဲ့ဒါစိတ်နေဖြစ်ဆိုတော့ဘလို့ထမင်းချက်စားမှာလို့အာလူကစိတ်ဖြစ်နေဘလို့ထမင်းချက်မယ်ကိုယ့်ဘောစဉ်းစားညီတို့ဝတ်တဲ့ထမင်းကြီးညီတို့ဝတ်တဲ့အင်ကြီးတွေအကုန်လုံးတွေကရတနာကြီးညီတို့ဘလို့လှဲ့မထမင်းလို့ပါတကိုယ်လုံးသာစိတ်ဖြစ်အောင်ဆူတောင်းလိုက်တော့အဲ့လိုတောင်းတာမဟုတ်ဘူးရဆရာမောင်ရဲ့ဗါတယ်လေယန္နိစဗန္ဒီကပ္ပိယန္နိယန္နိဇာနာဝဇာနိအရှင်မယားတပိတော့ယရနာ9ပါးနဲ့ပြည့်စုံမှာဆိုတော့ဘုရားရှင်ကယရနာမပေးပါဘာလို့ယရနာကဘုန်းကြီးတွေကံရင်အာဘတ်တဲ့နဲ့တော့ဆုမရဘူး
အဘတ်တဲ့ဆုကပ္ပိယဖြစ်တဲ့အနဝဇအဆက်ပြီးအပြစ်မရှိတဲ့ဆုပါတဲ့ဝရေဟိဝိသကပြောစမ်းတဲ့ကျင်းဗါတယ်လေအဆက်ရမယ်အရှင်မြတ်တပည့်တော်မသည်ကိုကိုစဉ်းစားညီတို့ဆုတောင်းတအောင်လုပ်လိုက်လေတပည့်တော်မသည်ကြောင်မြောင်လောကဒကမကြောင်မြောင်နောက်တစ်နေ့ကြောင်မြောင်ဒကမတာမွန်မျိုးနဲ့အရှင်မြတ်တပည့်တော်တို့သည်နောက်တစ်နေ့ကျရင်လေဟာဒီအခုပေးတဲ့တန်ခါဆယ်တော်၄ပါးငါလည်းပါတာပေါ့ကွာငါလည်းပါတာပေါ့နော်အခုပေးတဲ့ဆယ်တော်၄ပါးကိုဘုရားဒီလိုလေတပည့်တို့စီးတဲ့ကားနဲ့ကားရပါလေဆုမတောင်းနဲ့အဲ့ဒီဗမောဆယ်တော်ဘုရားကြီးအစပြတော့ဆယ်တော်၄ပါးကိုနောက်နှစ်များတရားဝဲဖြစ်ခဲ့ရင်လေကိုကားလေးနဲ့ဘုန်းကြီး၄ပါးကိုတနေ့ကိုကားတစ်စီးနဲ့လူ၄ယောက်ကအဲ့လိုတောင်းကြည့်တန်ခါကိုကားစီတန်ခါကိုပြင့်နေတာနော်တရက်ထဲတို့ကစီးမှာကျန်တဲ့364ရဲ့နင်တို့စီးမှာဘယ်လိုတောင်းတတ်ပါလားအဲ့တော့ကားလေးလိုချင်နေတာဆိုစတောင်းနေရအထမအချိန်မျိုးဓမ္မပူဇာဓမ္မသမီးများဆင်ရင်ချင်းမှာခဲ့သည်ရှိသောဆရာတော်၄ပါးတွေကိုတို့ညီမ၄ယောက်ကလေဟဲ့ကောင်မနေငါရတို့၄ယောက်လေကားလေးနဲ့ကိုတို့ကားလေးနဲ့ပြင့်ညင်လိုက်တာဆိုရင်ကားရပြီးသားဖြစ်သွားတယ်ဆုမတောင်းတတ်ဘူးလေကွာညီတို့ကအတ္တဒိဋ္ဌိတဏမာနနဲ့မတောင်းဘူးအဲ့လိုတောင်းကြည့်ငါဘယ်တော့မှငါဆုမတောင်းတော့ငါပြည့်ဓမေသရီဆရာတော်အပဒီဆရာတော်ဘုရားတွေကိုတတ္တမကြီးတရားဝဲနဲ့အဋ္ဌမကြီးတရားဝဲမှာတရားဟောကြွတဲ့ဆရာတော်ဘုရားတွေကိုကားလေးနဲ့ပြင့်ညင်တယ်လို့အဲ့လိုရည်ရွယ်လိုက်လေအဲ့လိုတောင်းအဲ့အဆက်တယ်လေကားရအောင်လို့မလို့ဆုမပေးနိုင်ဘူးယာတို့တဲ့အောင်လို့ဆုမပေးနိုင်ဘူးညတောင်းနော်မတကမချို့တကမဆုတောင်းကောစားအဲ့ဒါနဲ့မြတ်စွာဘုရားကျန်ကပြောစမ်းလို့ပြောလိုက်ပြီဗါလေးတကွန်း1ဗါလေးတို့မြန်မာလိုမှတ်လိုက်သံဃာတော်တို့ကအသက်ထက်ဆုံးမိုးရေကန်သင်္ကန်းလှူလိုပါတယ်ဟာကောင်းလိုက်တော့ကုန်းဆိုတယ်နော်ငါညီမတို့ငါအမတို့ဒကမတွေပူတောင်းညီတို့တွေကမေတ္တာတရားရှိကြတော့သံဃာတော်တို့ကအသက်ထက်ဆုံးအသက်ရှင်သမျှကာလပတ်လုံးမိုးရေကန်သင်္ကန်းလှူဒန်းရပါလို့ရှင်မယားအဲ့တဲ့အာဂန္တုတို့ကဆွမ်းလူလာဘလူလိုပါ၏အာဂန္တုဆုံးကြီးဆိုတာလေကိုမပင့်တော့နဲ့သူတို့ဘယ်လိုလုပ်မလဲအဲ့တော့အဲ့ဒီအာဂန္တုတွေကြွလာတယ်ဆွမ်းလူကြမှာလေတော့ခရီးသွားရန်တို့အတွက်ဆွမ်းလူလိုပါ၏ဘုရားအသက်ထက်ဆုံးလေနေမကောင်းတဲ့ဘုန်းကြီးတွေဆွမ်းလူရင်ပါတယ်ငါအဲ့ဒီနေမကောင်းတဲ့ဘုန်းကြီးတွေသူနာပြုတ်တဲ့ပုဂ္ဂိုလ်အတွက်လည်းဆွမ်းလူရင်ပါတယ်6နော်သူနာယဟန်ရဲ့ဆေးလူရင်ပါတယ်ခုနှစ်အမြဲတမ်းပဲဆံပြုတ်ဆိုတဲ့ရာကိုလူလိုပါ၏ဖရာရှစ်ဘိက္ခုနီသံဃာကိုလည်းရေတလို့လူရင်ပါတယ်အမျိုးသမီးတွေဂင်းငါမြစ်ထဲမှာဘိက္ခုနီမတွေသင်္ကန်းသုံးတယ်ရှိလို့ခုနကိုတော်လေးအတိုင်းပဲရေချိုးတယ်အမျိုးသမီးဆိုတော့ပိုကြည့်မကောင်းဘူးအခုမပါပဲရေချိုးတယ်ဘိက္ဝိသခာကိုရင်းစားတယ်တော့အမျိုးသမီးတွေအတွက်လည်းပြရစီဘယ်နှခုလဲရှစ်ခုဘုရားကရှောက်ဆန်းဆိုတော့ဣရပနိဒါသိအာနာပရိတပိတော်မှာရှစ်ခုလူတန်းပါတယ်ရှင်မရဘာလဲဆိုတော့တက်ပါတယ်လေသံဃာဣဇမံပန္နေသံဃတံယာဝဇေဝံတတ္တဇုံပန္နေရှင်မရအိသာမိအလိုရှိပဲအဟံတပိတော်မှာဝိသခာတိသံဃတသံဃာတော်ရှင်သူမြတ်အာသံဃာတော်အာယာဝဇေဝံတတ္တဇုံဝတိကတာရိကံမိုးရေကံသံဃာကိုတာတော်လူတန်းခြင်းငါတော်၎င်းတက်အာဂန္တုကပတ္တံတာတုံအာဂန္တုကယန္တိကိုဆွန့်လူခြင်းငါ၎င်းကမိကပတ္တံခရီးသွားတဲ့ပုဂ္ဂိုလ်တွေဆွန့်လူခြင်းငါ၎င်းဂီလာနပတ္တံနေမကောင်းတဲ့ပုဂ္ဂိုလ်ဆွန့်ငါမကြွနိုင်ရင်ကိုယ်စွန်ကိုခံစားတဲ့ဘဝဖြစ်ခြင်းကြောင့်သွားဂီလာနုပတ္တကပတ္တံဂီလာနသူနာပြုရင်ကိုလည်းလူခြင်းပါတယ်ဗျာဂီလာနပေသဇံနေမကောင်းတဲ့ပုဂ္ဂိုလ်လေးဆေးလူခြင်းပါတယ်ဒုဝရာကောအမြဲတမ်းပဲရာကိုလေးလုံးလေးလူပြရစီဗျာဘေကုဏိသံဃာတာဥရကတာတိကံအမျိုးသမီးတွေအောက်ပိုင်းဝတ်တဲ့ရေသလုံးသင်္ကန်းတွေအမျိုးသမီးတွေထမရေရှားလေးပေါ့ကွာအဲ့လိုပြောလိုက်နင်တို့နားလည်အောင်ပြောတာဟဲ့ဒါလည်းအမျိုးသမီးတွေရေလဲမဲ့အဝတ်ကလေးတွေလူပြရစီဗျာဆိုတော့ကောင်းပြီတဲ့တောင်းတဲ့ဆိုတော့ကောင်းပါတယ်တဲ့ဘာကြောင့် what is cause what is the reason please show me reasonable thing ပြပါကောတော့အကြောင်းပြစမ်းတဲ့ဟုတ်ပြီနော်အကြောင်းပြစမ်းပါတဲ့ကိမနာတဝိသကအထဝတံအထဝိသကေจิตသမီဝိသကကိမနာဘယ်လိုကဲ့သို့သောတွန်းသိသည်အထဝတံအကျိုးစီဝါကိုတံပတ်တမနာမြင်သည်ဖြစ်ဖြစ်တထကရဖယံရှင်ကိုအထဝရဏိစုရှိပါတို့ရာစတိတောင်းပါတဲ့จิตသမီတဲ့မင်းတို့ရာစတိမတို့ဘာလို့တောင်းရတာလဲဒီစုရှိပါကိုမင်းရွေးပြီးတော့ဘာလို့တောင်းရတာလဲကိုရုပ်ကိုတပါလားပါမဟုတ်မမတို့ကိုရုပ်ကိုတပါလားပါဘူးနော်အခု तू တောင်းတဲ့စုရှိပါလုံးကဝိသခာရဲ့အကျိုးပါလားပါတယ်အဲ့ဒီဟာတွေကိုဖျားပေးလိုက်ရင် तू လည်းကျိုးတွေရပြီးသားဖြစ်သွားဣဒံဗန္ဒေဒါတိအာနာပေသင်ကိစ္စစေအာရမံကံဝကာလံအာရောစေကာလောဗန္ဒေနေတိတံပတ္တံလို့တပိတော်မသည်ရှင်မယားကိုဆွန်ပင်တဲ့ခါကြတော့
ဒီပြီးတော့မှအိမ်မှာခိုင်းထားတဲ့ကျွန်မလေးကိုကျောင်းလေးကိုသွားပြီးရန်တော်ရှင်မြတ်တွေကိုဆုံးကိစ္စပြပါပြီလို့ရှောက်ခိုင်းလိုက်ပါတယ်ဗျာအရာကောတပန်နိတာတိအာရမံကတောအတ္တပိကုနေခိတစေဝရေကာယံဩဝတ္တပန္တိရှင်မရဲ့တပိသာဝကတွေသည်သင်္ကန်းမပါဗလာဖြစ်ပြီးတော့မှနေသင်္ကန်းတွေဖယ်ရလို့ရေချိုးနေတာတပိတော့မှကျွန်မလေးမြင်လို့နတ်တိအာရမေပိကုအာဇီဝကကာယဩတ္တဝပန္တိဆိုပါတယ်ရန်တော်တွေမရှိဘူးအာဇီဝကအာစေလကတကတော်တွေပဲကျုံထဲမှာရောက်နေလို့တပိတော့အထင်မှားရအောင်လို့ဆိုခဲ့ပါတယ်ဗျာရေနံတိနုပါသင်ဥပသင်္ဝေရအဲ့ဒါကြောင့်တပိတော့မှဒီဟဲ့ကောင်ဆက်သွားတယ်ဆိုတော့ထပ်ပြောလိုက်တဲ့အခါလဲကျနတ်ထီယံအာရမေပေကိုအာဇီဝကကျောင်းထဲမှာမရှိဘူးသွားလို့ဒီတော့မှတွန်းရပါတယ်ဗျာအာတုစီဗန္ဒီနဂိယံအခုမှပါပဲရေချိုးရင်ဒီမတင့်တယ်ပါဗျာဇေကုစံဆက်စုပ်ယွန်းရှာဝဲပฏิကူလာဖြစ်ပါတယ်ဗျာမြတ်စွာဘုရားတပိတာဝကတွေဖြစ်နေပြီးတော့မှအခုလိုရေချိုးတယ်ဆိုရင်အရှင်ဘုရားရဲ့မတင့်တော့ပါဗျာတဲ့အများမြင်လို့လဲမတင့်တော့တဲ့လုပ်ငန်းကြီးလို့ဒီတော့မှထင်ပါတယ်အာဇီဝကတွေရေချိုးတယ်လို့အဝိမစီအချင်းနည်းနဲ့ရေချိုးရခြင်းဒီမစင်ကြပါကြည့်ရတာဆက်စုပ်ပွဲယွန်းရှာပွဲဖြစ်လို့မိုးရေကန်သင်္ကန်းလေးလှူရစီလို့ရှောက်ထားပါဗျာကောင်းတယ်နော်ချစ်စရာလေပြတာအဲ့လိုအမေမျိုးတွေသာသနာမှာအဲ့လိုအမေမျိုးတွေရှိရမှာအမလီနော်အတင်းအမေတွေမရှိဘဲနဲ့ခုလိုမျိုးတကယ်နော်ကောင်းစောပုဏ္ဏသဗ္ဗရပဏိအာဂန္တုကေဘိအာနအာဂန္တုကောဘိက္ခုနဝီတိကုသလောနဂောဇရကုသလောကိလန္တောပိဏယစရတိဗန္ဒီရှင်မယအာဂန္တုကောဧည့်ယံဆိုတဲ့ပုဂ္ဂိုလ်ဒီကောတာနဝိတိကုသလလမ်းမကျွမ်းပါကြောင်မြောင်းငါတာမွေးကြောင်မြောင်းကိုဓမ္မစရိဆရာတော်အမေရိကကြွလာခဲ့တယ်ဘေးအိမ်ကိုသွားမှရောင်မျက်လုံးလေးကလဲကလဲနဲ့ရောင်ပင်ဖြစ်နေတယ်ဟုတ်ပါတော့လမ်းမကျွမ်းဘူးဆုံးမပဲနေမကျွမ်းလို့မျက်စိလဲသွားဆုံးလေးပင့်ကလိုက်ပါနော်ဘောတော့ဟုတ်ပြီနော်အဲ့တော့ဝိတိကုသလလမ်းမကျွမ်းဘူးတဲ့နတ်ကောစရာကုသလဆုံးကန်အိမ်လေးရလည်းမကျွမ်းတာဖြစ်ချင်းညောင်းပိဏယဆုံးလုံးငါကိလန်တော့ပင်မန်းနေပြီဆိုတဲ့လက်လဲရပါလိမ့်မယ်ဗျာအာဂန္တုဘုန်းကြီးကြောင်မြောင်းဆုံးမကန်တတ်မှလဲပဲဖြစ်အထာကောထိုကနဲ့တာတပိတော့ကအထာကောထိုကနဲ့သောမိအာဂတုပတ္တံဘုံစိတ်တဝါဆောင်းလေးကပ်ပြီးတော့မှဝိတိကုသလောဂောဇရာကုသလောအာကိလနောပိဏယစရတတိလမ်းနဲ့ကျွမ်းသွားပြီးနေရလဲကျွမ်းသွားပြီးဆုံးတယ်လည်းကျွမ်းကျင်တဲ့အခါကျရင်တော့ဆွမ်းတော့မပင်ပန်းတော့ပါဗျာအေးအထာဝတ္တအကျိုးစီးပွားကိုတမ္ပတ္တအမှန်နဲ့မြင်လို့တန်ခါတန်ခါတော်ရှင်သူများရပါဆိုအတ္တတဆုံးအာဂတုကပတ္တံအဲ့ဒီအာဂတုဘုံကြီးကျောင်းမှာနေပါစေတော့သူ့အတွက်လည်းတပိတော့ဆွမ်းလို့ခြင်းနဲ့ဒါပဲတဲ့ဧည့်သည်ကောဆိုနော်ဧည့်သည်ဘုန်းကြီးတွေဆွမ်းလို့ပြရစီဗျာတတ္တယပုဏ္ဏဇဗရဗန္နေဂမိကောဆိုတော့အဲ့တော့ခီးတော့မဆိုရင်တဲ့ပုဏ္ဏဇဗရဗန္နေဂမိကောဘိက္ခုခီးထွက်မဲ့ပုဂ္ဂိုလ်ဒီအတ္တနောပတ္တံပရိယတမနောကိုယ့်အတွက်ဆွမ်းရှာနေရသည်ရှိသားကျန်ဆရာမအဲ့ဒါဆိုအတ္တနောပတ္တံပရိယတမနောဆွမ်းရှာနေရသည်ရှိသား၎င်းတတ္တဝါဝိဟာယတနိယတံဝါဝေတံကန္တုကမောဟောဆွမ်းရှာနေပြမပါတယ်တဲ့ဆရာဦးလူဘောရအဲ့အာဂန္တုခီးသွားရရင်ဆွမ်းရှာနေအချိန်ကားတွေငဲ့သွားပြီးတော့မှဆုံးကိစ္စနောက်ကြရင်ကိုယ်စောပါတယ်လေဂမိကယံခီးသွားအတ္တဝါဝိယယတတိတတ္တယတ္တဝါဝသံကန္တုကမ္မဘုဒ္ဓတိတတ္တဝိကာရေဥပကိစ္စတိဆုံးခုနခီးသွားဖို့လည်းပြင်ဆင်ရသေးတယ်ဆွမ်းလိုက်ချဆိုမွန်းတိန်တိန်သွားမယ်တဲ့ကိလန္တောအတ္တနံဂမိတတိဆုံးကံလည်းထွက်ရသေးတယ်ခရီးသွားတာကားနဲ့သွားတာတို့လိုလိမ်မြန်နဲ့သွားတာကုံယုံသွားတာဖြစ်ချင်းကြောင့်လမ်းမှာဆုံးကံလို့ပင်မနာကတမျိုးပင်မတော့ဆုံးကလည်းမစားနိုင်ခရီးဆက်ကြွမှာဆိုရင်အတ္တနာကခရီးလမ်းသွားလို့ရှိရင်လေကိုယ်ကဘာလဲလဲအတ္တနာကမိတ္တိပင်မပြီးတော့မှအကိလန်တော့မပင်မပန်းပန်းနဲ့အတ္တနာကမိတ္တိခရီးသွားနိုင်လိမ့်မယ်တရားမှာတပည့်တော့အဲ့ခရီးသွားမယ်ဘုန်းကြီးတို့လည်းဆွမ်းရတပန်လှူရစီတော့ဗျာကောင်းလိုက်တာကောင်းဆုံးနော်ဒါလည်းအဲ့ဒီဗန္ဒီရှမယအထဝတ္တဤကျိုးစီးပွားကိုတမ္ပတ္တမနရှုမြင်သည်ဖြစ်၍အိသမိတံကတံယဝစီယအာဂန္တုကပတ္တံဂမိကပတ္တံခရီးသွားတဲ့ဘုန်းကြီးတို့တော်လည်းကောဧည့်သည်အတွက်တော့တပည့်တော်ဆွန့်လူပြရစေလို့ဆိုတာပါဗျာဘုဏ္ဏသဗ္ဗရဗန္တိကိလနတဘိက္ခုနောတပ္ပယနိဘောဇနာနိအလဘဒတအာဘာရောဝါဘိဝရတတိတုံလိုက်တာဗျာဗန္ဒီရှင်မြတ်ဘုဏ္ဏသဗ္ဗရနောက်တစ်ခုလျှောက်ထားပါရစေတော့ဗျာကိလနတဘိက္ခုနောနေတိုင်းမကောင်းတဲ့ယံတို့အတွက်တပ္ပယနိဘောဇနာနိတင့်လျော်လျောက်ပါတဲ့အစားတောက်ဆိုတာအလဘဒတမရခဲ့ရင်အာဘာရောဝါဘိဝရတိယောဂါလေးတိုးလိမ့်မယ်ဓမေစီတီကအဆက်မတည့်ဘူးအဆက်တည်ရင်ဒါလို့ငါတို့အစာအိမ်လေးဖြစ်ခဲ့ပါတယ်ကွယ်တို့ရဲ့နှုတ်ကစားဒီလိုဆိုမပြောရဘူးလေရာကားရည်မမျှမာတိကမာတာကြီးကြည့်လိုက်လေမာတိကမာတာကြီးအဲ့ဒီမာတိကမာတာကြီးရဲ့အကုန်လုံးယဟန်တော်တွေကသူ့သားသမီးတွေကိုပဲမာတာလို့ခေါ်တယ်သူကအနာဂံတည်သွားပြီပရစိတ်ဝိဇာဒနာဘိညာဉ်နဲ့ရသွားပြီဒါသူ့သားတွေကဘာတရားမှမရဘူးသူလှမ်းစဉ်းစားလိုက်တယ်ဘုန်းကြီးချင်းချင်းမှအဆင်မပြေလို့လားပုဂ္ဂလတ္တပံမဖြစ်လို့လားဖြစ်တယ်ဘုန်းကြီးတဲ့တယ်
နော်ဘုန်းကြီးချင်းတဲ့တယ်ဒါဖြင့်အာဝါဒတပ္ပယကျောင်းများအစမပြေလို့လားပြေတယ်ဥရုတပ္ပယရာသီဥတုများမကောင်းလို့လားပြောနော်အကောင်တော့ harmony all the harmony တခုကျန်တယ် excess butter some milk တခုကျန်တယ်ဒီစမ်းမအောင်တရားများအားမထုတ်ဘူးလားဓမ္မတပ္ပဓမ္မတော်တပ္ပယတရားနဲ့နားတယ်လို့အားထုတ်တယ်အိုးဘောဇနာတပ္ပယဆုံးကိစ္စအစမပြေဘူးဖြစ်နေတယ်ငါလူလိုက်တာတွေကမကောင်းလို့လားကောင်းတယ်ဒါပေမဲ့ငါတို့ကအရင်ဒီနေ့ပဲရင်းလွယ်တယ်ဓမ္မစရီဆရာတော်လေးကအဆက်မတဲဘူးငါကတုံရင်းဟင်းညူနေပြီငါလူတယ်အဲ့လိုလေးမစားဘူးမစားတော့ပိုက်တယ်နားတယ်ဒါတော့ဝင်ရမောက်နေရတယ်အော်သိပြီအဲ့လေကြမှာတဆိုရင်ဘူဖေးအစမာတိကမာတာကဘယ်ပြင်သစ်ကမှစတာမဟုတ်ဘူးဘယ်သူစတာလဲထေရဝါဒစတာအဲ့တော့မှဆွန်းရင်းလေးတွေပါတယ်လေတင်ပေးလိုက်တယ်အရှင်မြတ်တို့ဇဝဲတစ်ခုလုံးကပ်ပါတယ်ဗျာအရှင်မြတ် individual rights ကိုပေးလိုက်တယ်ကိုနှစ်သက်ရကိုရွေးပါဆိုတော့ဓမ္မစရီကကြည့်ငါလဲငါကြိုက်တယ်ဟင်းလေးငါကောက်ဟုတ်နော်ကိုနဲ့တင့်တော်ကိုကြောက်တာလေကြိုက်တယ်လို့တာလေတပ်ပယဖြစ်တဲ့တင့်တော်တဲ့ဆွန်းလေးကိုယူတော်မူရပါလို့ခွင်ပေါ်အကုန်တင်ပေးတယ်ဆွန်းရင်းလေး၄-၅ ချောင်းချက်ပေးတယ်ဘူဖေးဘူးစတာမာတိကမာတာကြီးအဲ့တော့ကိုရိုတွေကကိုအစင်းလေးပြေသွားအကုန်လုံးရန်တာတွေအကုန်ဖြစ်ကုန်တပါအဲ့တော့မှအဲ့ဒီရန်တာဖြစ်တဲ့အကြောင်းကိုပြန်ကြားခဲ့တယ်ဘုန်းကြီးတွေစမ်းနေတယ်ဘုန်းကြီးတွေရတယ်တဲ့နော်ဒီစမ်းဒီကမာကြီးကနေမိမကြီးတကယ်ပဲသူများစိတ်ကိုသိကငါတမ်းလိုက်ကွာသွားဟောသားလိုပဲချစ်တယ်လေဟုတ်ပြီနော်စအဲ့ဒီမေရိုရဲ့ချစ်တယ်ဖြော်ရည်လေးတောက်ချင်လို့ရောက်လာစရုပ်လိုလေးဖုံးမခြင်းလို့ဒီကိုတော့မနေရတော့ဘူးဒါလို့ဆိုရင်မဟုတ်ကတွေများကြံစီလိုက်ရင်ဒီဖွားကြီးသိပြီးထွက်ပြေးတာမြတ်စွာဘုရားပြန်သွားရည်တဲ့မင်းအဲ့ဒီဖွားကြီးရှိမှတရားရမယ်ဆိုတော့အဲ့ဒီဘုန်းကြီးတရားရပါတရားတော့စဉ်းစားလိုက်ဟောဘယ်အတွက်နဲ့မြန်ငါ့ကိုဒီလောက်ချစ်ခင်ရတာလဲလို့ချစ်တယ်တော့မှသူနဲ့ဇနီးမယားအကျင့်များစွာတော်ခဲ့တယ်ဟာဒီဖွားကြီးကငါဇနီးတော်ခဲ့တာပါကြက်ဟမ်တပ်ပြန်အောင်ဟမ်69ဘဝလောက်ဇက်တိုက်အဲ့ဒီအဖွားကြီးကသူ့ကိုတတ်တယ်ကျန်အံဝါရကောင်းနော်ဟာတော်ပြီကွာဒီလောက်ချစ်တယ်သူလည်းရဟန္တာဖြစ်သွားပြီမေတော်ကြီးကလည်းအနာဂံကြီးဒီအဖွားကြီးကငါ့ရဲ့မိမတော်တော်ခဲ့တယ်ငါ့တော့60လင်ကိုတတ်လာမမြတ်ရုပ်မှာကြမ်းနိုင်လာခဲ့လို့ဘဂတိကပြောတာအဲ့ဒီဟာလေးကြည့်ဆက်တာဟုတ်တယ်လေယောက်ျားကို69ဘဝတတ်ခဲ့တာ60လင်ကိုတတ်တာမမြတ်ရုပ်မှာကြမ်းနိုင်လာခဲ့ဆိုအဲ့ဒီဘဂတိကဆရာကြီးကဒါကြည့်ဆက်လိုက်စိတ်မကောင်းတော့အဲ့ဒီမှာမေတော်ကြီးကတားတော်ရဲ့သူကအိမ်ကဆင်ရင်းနေတာငါသားရဲ့တဲ့ရှေ့ကိုတဘွားလေးတိုးပြီးတော့ကြည့်လိုက်စမ်းပါဆိုတော့မှကြည့်လိုက်တော့မှအသက်ပေးပြီးချစ်ခဲ့တာဒီတော့မှအိုးအဲ့ဒီကဆက်ကြည့်လို့ရှိရင်အသက်ပေးပြီးချစ်တာတွေ့နေမယ်ဒါကြောင့်မလို့အကယ်၍များဒီနေရာလေးရက်လိုက်လို့ရှိရင်သူကမိမတွေကရုပ်မာတယ်သူဒီလိုလက်ခံလို့ဖြစ်သွားတယ်နော်ကောင်းအသက်ပေးပြီးချစ်တာရှိပါတယ်တဲ့နော်ဆရာတို့ဆိုရင်အစားတော့လည်းဗရဏကြတယ်ကောင်းစောရဲ့နော်ဗရဏကြတယ်ဘောဓနာတပ်ပဲအမြဲတရားမရဘူးခုဒီမှာကြည့်လိုက်စမ်းပိဋကကြီးကြည့်စမ်းတိအာဂန္တုကယံကိုဆွန်ခီးသွားယံဆွန်သူနာယံဆွန်သူနာသူယံဆွန်အမြဲရာကုဘယ်နှခုပါလဲဆွန်ရာကုဆွန်နဲ့ပတ်သက်တာ9ခုပါတယ်ဗျာဆရာမတို့ဟုတ်လားဆွန်ရေးကြီးကိုပြောတာပုဏ္ဏဇဗရံပန်းနေတပိတော်သည်ဗန္နေရှင်များတပမအဟံတပိတော်သည်ဘဂဝတ္တောမြတ်စွာဘုရားရှင်ကိုထပ်လျှောက်ပြသေးဗျာကိလနတပိကုဏောတပ္ပယံဤဘေသဇာနိသင်လျော်တဲ့ဘောဇဘေသဇာနိဆေးတွေကိုမရသေးရှိသောအလမတတအာဘာရောဝါဘုဒ္ဓတိဆေးလူချင်ပါတယ်ဖယားတပိတော်ဆေးလူချင်ပါတယ်ဖယားသူနာယဟန်ကိုလည်းဆွန့်ကတ်ချင်ပါတယ်ဖယားဟုတ်လားကောင်းတော့ဂီလာနတဒီပါတယ်လေနှစ်ခုပြောလိုက်ပြီအရှင်မြတ်ဆေးလည်းဒီတိုင်းပဲဖယားဆေးမရတော့ရောက်သွားမယ်အနာတွေတိုးမယ်ကာလံကရိယာဘုဒ္ဓတိယောဂဝေဒနာတွေတိုးလို့သေရင်သေပါလိမ့်မယ်တတမယ်ဂီလာနဘေသဇာရှင်မြတ်အဲ့ဒီဘုန်းကြီးတို့တပိတော်ဆေးလည်းလူချင်တယ်တဲ့ဟောဆွန့်လည်းကတ်ချင်တယ်ဆေးလည်းလူချင်တယ်ပြီးရင်သောမေဂီလာနုပတ္တကပတ္တံပုံစိတ်တော်တပိတော်ဘုရားဥကောသန္တာဂေါတိဥပ္ပူဤတုတ္တကလာရောက်ပြီးတော့ဆွန့်ပြုစုတယ်ဟောဆွန့်ခံကြွရသေးတယ်လူမမာကိုလည်းပြုစုရသေးတယ်ဆိုနှစ်ခုတော့မနိုင်တော်လည်းမင်းတက္ကမကြီးဟာငါကတော့ဂီလာနဲ့ပတ္တအပြင်ဘာလို့တင်လဲဂီလာနုပတ္ထောကဘိက္ခုအတ္တနောမိမိပတ္တံဆုံးကိုပရိသမန္နောရှံမိရသည်ဖြစ်ပရိဂီလာနတ္တဟုတ်သူတွေနေမကောင်းတဲ့ပုဂ္ဂိုလ်တွေကြောင်းကြရတာဖြစ်ခြင်းကြောင့်ဗတ္တနိဂရိတတိဓမ္မစရိအတွက်လည်းဆွန့်ခံရသေးတယ်သူ့အတွက်လည်းနှခါခံရသေးတာဖြစ်ခြင်းကြောင့်ပင်မဲမယ်ဗတ္တစေရန်ကရိတတိဆွန့်ခံလည်းပြတ်ခြင်းပြတ်သွားလိမ့်မယ်သောမေကိလနုပတ္တကပတ္တံပုံစိတ်တော်အဲ့တော့သူနာပြုယံကိုလည်းတပိတော့ဆွန့်ကလည်းရှိတော့ကာလေနသင်လျော်တဲ့ချိန်မှာဗတ္တနိဂရိတတိဆွန့်စင်နေမယ်လေဗတ္တစေရန်ဆွန့်မပြတ်တယ်လည်းနဂရိတတိမဖြစ်တော့အဲ့ဒီအကျိုးစီးပွားကြည့်ပြီးယတပံဂီလာနကိုလည်းကောင်းဂီလာနကိုပြုတဲ့သူလည်းကောင်းသူနာပြုယံဂီလာတဲ့ဆေးကိုတပိတော့လှူဒါန်းမရစေနောက်ဆုံးတပိတော့ရှောက်ပြရစီတော့ဘုရားတဲ့နော်ဗန္နေရှင်မယတပိတော်သည်
Andaka Windy, Andaka Winner, Tomata, Tani, Tambata, Mana Yagu, and Yada Shemaya. Tata Nidane Sevado, a Jew, and then you mean Shemia Yagu, Shemia Pina Kera, Mogula Paya, Shemia Yagu Pina Kerali. How you know? The Yamani Anidan, the Tambata Manokisami, Tangata Yagus. Yawas even do a Yagam, Shemiawe, and the cat told Marwadi, Pono Yidi, Yagu Topu, Yagu, a Jew, same you, Shemia, Pina Kerali Pia. Sevado Jew, Yagu, a Jew, same you, Shemia, Pina Kerali. Tiari go on son and a boy. How you know? Eddie Yagu, Jew, same you, Shemia, Pina Kerali, to Vido, a good Eddie Yagu. Yago Juri, to be do, meaning that only than the Yago Juri, Namu, a pure army. Yago Dollar, yes, it's cheated. I shall come. Yago. Busy me by Guayani than a Yago Academy, been a cold and Brianadi, Pipa than Brianadi, Salon and Mother, open and water and Lomedi, Liz so Lichi. What they thought it is seeing tension in the Ama, what they don't pass it. As I only genius, started genius in the corner. Adele, Coden, Salam, Pipa, the Modi, Yinga Pidi, Yagu Mate, was you? What then Lomedi, lady soon, or being what they thought it is seeing tension there. Yagu Bado, Shimia Hoga, Eddie, Video, Milo, Yago Jogo, Milo, Video, Yago, Yatap, Fluia, say to Video, Pure, to the qua. Ida Bani Beguni, Kuna Pure. A cedar what the Yanaria with the Yahi that they nega, Eka Titi Nahayandi. Banishimia Ida Enogan Ida is either with the Asida with the Miatema Beguni, Beguni Marodi. A cedar what the Yanaria Sida would meet him with the Yahi Pitons Marina Tadina Naga, Oma Babane. Eka Titi second good Nayan Yichuja Wishimia. Banishimia Tawa with the Beguni open it. Erika Bekunima, Pure, Gainu Gonama, Domagan, Tahara, and Yamasari and Sainina. Shema, yes, session, Ayuele, Shiva, David, Balu, Poyu, the Queen, the Dilashan, the Beguna, Nanu Namakama, Pribonita, Bakamo, Ayon, the Arigo, Kanzan, and Mobalo. Yena Zaina, Abaway, that Masari and Sari that Ure Kajaroma, Yaujari, Amaya, Kaliri, Muebi, Roma, Dilashan, Bekunima, Lobado, La. But do Pura, Palio, Goza. Yanajing Nano Namakama Pribonita, Ayueling and Eli Macamo, Ayoni Kanzan and Mobalo. Yanajing and Zena, O Memusum, Boydra, Pede Kajama, Sari and Sarida, Erika Jama, Yadojing with Janton Malo. Eon Tomagan, Ubo Ata, do Trim Yora, Eon Eri needing Janton like the Shida, Panda. Parale, Eon Eri Janton like the Shida, Tomagan thin, Pekunima, Ubo Ata, Lene Yare. Yare, Comacta. Shimaro, Ewan Lumia, Nangayali Macamo, Ioni Kanzabi, Machiro, Mamia, Tilashin, what like that, to Beguni, what like this, and Tomagan, Shamaro, Ubo at a June, Muru, the Preki, that boy, than the shut for the Tilashin, move you. How do you watch out for it? Pop on either one, I'm a cockama, my sister, trouble. You are Charlie, sing no? Tabane Begunia, with the open Yamana. Mingo do Mianari, say the Macau, Mianari, show me, Rimian, the Bakery, Milupia, Atusi, Bandi, Madu Gamada, Nagi, and Seagulls and Particular, Mima, Pipi, Javi, Shavia, Tana, one and Shiama, Madu Gamadi Soda, Oma Pala, Yichuara, Sasso, Yusha, Mimacoma Paya, Ida, Bandi, Ata, Wadamada Mana, Mimari, a Mutumidi, a coin you, Kawa, social chino, and the Papia. Even either Atta was a Jumio, Tambadamana, many pieces of Gavale, a Mutami 2 years, Mimatari, a Queen, Chamama, Mimada, Gona. Eddie, Chimaro Mimadari, a Queen, Kawe, social chinlo, Bekunit Nangada, Yawa, Zimon, Udagata, Digantado. The Vidama that is some Bekunit Nangago, Yetano Tangali, Tami Shari, Flubu, and compute with another Mubapaya, Goza. No? Yankee Mana Tomigo, with a Ani Tanamana Tatagaran Atawarani Yazati, Ida Bani Tita, the Watauta, Biku, Tawati, Agas Sandi, Pagawana Tanaya, Tivaga, one of Uba, then with a position, Shemaya. How know? Chetamid, did you see what it means? Mitches and Guard. No, call it a no? Down as the baby, to down a letter. Chetamid, get gone, we wish about us with you.
ဝိသကာတဲ့သင်အဘယ်အာနိသင်တွေကိုကောင်းဆောင်မယ်ငါဘုရားအား၈ပါးသောဆုတွေကိုတောင်းပါတယ်ဟုတ်လားအရှင်ဘုရားတဲ့ဒီသာသနာတော်နဲ့ဝါမကျွတ်တဲ့ယန္တရားမြတ်စွာဘုရားကိုဖူးမြော်ဖို့ရတာဝတိပြည်ကိုလာပါတယ်အဲ့လိုလာတဲ့ယန္တရားမြတ်စွာဘုရားတဲ့ချင်းလိုက်တဲ့ခါမှာတပည့်တော်ကြည့်လိုက်တဲ့ခါမှာဤမိသောယန္ကသေပါပြီဘုရားဤယန္ဂရိကဘယ်ပါနည်းတမလွန်ဖြစ်ခြင်းကဘယ်ပါနည်းလို့အကျွတ်တရားရခြင်းကဘာလဲလို့မေးကုန်ပါတယ်ဘုရားအဲ့လိုမေးလိုက်တဲ့ကောင်မြတ်စွာဘုရားကကွယ်လွန်သောယန္ကိုသောတပတိကိုရောက်တယ်တဂရကောင်ရောက်တယ်အနာဂံယန္နာလို့အဲ့ဒီလိုဟောကြားပါတယ်တဲ့အရဟတကိုရောက်တယ်လို့ဟောကြားတော်မူလက်တန်းခေါင်းဆောင်ဟုတ်ပြီနော်အဲ့လိုဟောလိုက်တဲ့ခါမှာအကျွန်ုပ်ဒီထိုယန္တို့တံကိုချင်းကပ်ပြီးအရှင်မယားတို့ထိုရှင်ဒီတာဝတိပြည်သို့လာဘူးပါသလားလို့မေးမယ်ဟာလာဘူးတာဘောဓမ္မကြီးလို့ပြောမယ်အဲ့လိုလာဘူးလို့ပြောလို့ရှိရင်ဧကံမုတ်ချထိုရှင်သည်ငါဤမွေးကံသင်္ကန်းကိုသုံးဆောင်ဘူးသူဖြစ်မလို့တပည့်တော်သူ့ရဲ့အရဟတဖို့ဟာတော်လိုက်တာဗျာကျင်းစမ်းပါတော်လိုက်တာငါတော့မျက်ရည်ကျတော့ကောင်းတယ်ကွန်းနော်အသေးနှလုံးလေးကိုဘာလဲဝင်သွားတဲ့စကလုံးလေးအဲ့တော့ကျန်တာတူသွားပြီအရှင်မြတ်အဲ့ဒီဘုန်းကြီးအာဂန္တုဘုန်းကြီးဖြစ်ဖို့တယ်ငါဆွန်စားဘူးသူဖျားဘူးလားဖျားဘူးတယ်ငါဆွန်စားဘူးတယ်ရှင်ဖျားတဲ့အခါမှာလေသူနာပြီးငါဆွန်စားဘူးတယ်နော်ညီတို့အားနဲ့မနဲ့ဟောနေတာမင်းတို့တွေစိတ်ဝင်စားဟာဒါပဲတပည့်တော်ဒီဘုန်းကြီးကတပည့်တော်ရဲ့မိုးရေကန်တင်အောင်သုံးမှုတယ်အဲ့ဒါတွေတော့ဆုံးဖုံးဝဲမှုတယ်ခီးသွားရန်နေဖြစ်တာချင်းအောင်ဆုံးဖုံးဝဲမှုတယ်သူနာရန်နေဖုံးဝဲမှုတယ်နာဖျားတော့ဖုံးဝဲမှုတယ်လို့တပည့်တော်လေးတဲ့အဲ့ဒီလိုတပည့်တော်ဟာဆရာဦးမောအော်မနဲ့ပိုင်းလေးကိုရာခုလူမှုတယ်လို့တပည့်တော်ဆုံးဖြတ်ခြင်းသို့ရောက်ပါမယ်ဗျာတဲ့အဲ့ဒီသုံးဆောင်မှုတဲ့ယန္တွေကိုအောက်မေအကျွန်ုပ်ဒီဝမ်းမြောက်ခြင်းဖြစ်မယ်ဝမ်းမြောက်တော့အကျွန်ုပ်ကနှစ်သက်ခြင်းဖြစ်မယ်နှစ်သက်ခြင်းရှိသောနှစ်သက်သောစိတ်ရှိသောအကျွန်ုပ်ကကိုယ်စိတ်နှစ်ပါးငြိမ်မယ်ငြိမ်တဲ့အကျွန်ုပ်ကချမ်းသာကိုခံစားရမယ်ချမ်းသာခံစားတဲ့အကျွန်ုပ်ရဲ့စိတ်ကတည်ကြည်မယ်တည်ကြည်တဲ့အကျွန်ုပ်ကအိမ်တွေကိုပွားမယ်အိမ်တွေပွားရင်ဘိုးပွားမယ်ဘိုးပွားရင်ဘွတ်စင်ပွားမယ်ဘွတ်စင်ပွားရင်အကျွန်ုပ်ဒီရှစ်ပါးသောစုကိုတောင်းရင်ဒီနိဗ္ဗာန်ကိုရပြီးသားဖြစ်သွားကောင်းလားကိမန္နဘုရားတယ်နော်တိုးလိုက်တော့နော်ဟိုးတယ်စကလုံးလေးကိမန္နတံဝိသကအာနိတန်တံခုနအကျိုးရဲ့အာနိသိမဆိုတော့ဒီဆေးကိုတောက်လိုက်လို့ရှိရင်အကျိုးတရားရဲ့အာနိသိနှစ်မျိုးရအကျိုးကလောလောဆယ်မှာဆိုငါကအစာရင်ဆေးလေးတောက်လိုက်တယ်အစာရင်ဆေးတောက်လိုက်တာဖြစ်ချင်းကြောင့်အကျိုးကဘာတည့်ရဲ့အကျိုးကဘာရမလဲငါအစာရင်ကမဖြစ်တော့ဖြစ်ရင်ငါမွေးငါလေးပဲလေငါမွေးငါကြိုက်မွေးငါလေးငါဖုံးလို့ရတယ်ပြီးရင်မင်းတို့ကတရားတွေခေါ်နိုင်တယ်ငါအသံကြီးကောင်းလာအာနိသိဖြစ်သွားတယ်ဟုတ်ပြီနော်အကျိုးဆက်ဆိုတော့ prophet ဖြစ်သွား prophet ရတယ် prophet ရတယ်ဆို result ကောင်းသွားတယ်ဆိုအဲ့ဒီသူ့ရဲ့အလုပ်သင်ကြီးကအကျိုးတွေပထမသူ့ရဲ့ဓာတ်ရဲ့အကျိုးက direct result ပဲဒုတိယ second result ဖြစ်သွားဆို primary stage မှာကောင်းသွားတယ် secondary stage မှာလည်းတရားတွေကောင်းဟောနိုင်ပါတယ်ကိမ္ပန္နတံဝိသခေจิตသမီးဝိသကရဲ့ကိမ္ပန္နအာနိတန်တံဘလို့အာနိတန်တွေကိုသံပတ္တမနာအဲ့ဒီအကျိုးဆက်တွေကိုသံပတ္တမနာဘလို့မြင်လို့တတ္တကရအတ္တဝါဒာနိစုရှိပါတော့ရာဇတိတောင်းတာလေဣဒဗန္တိဒေသသဝတ္တဝတ္တဘိက္ခုသဝတ္တယကိစ္စရှင်မယဗန္တိရှင်မယဣဒဤသာသနာတော်၌ဣဒဤနေရာမှာဒေသသူအယံမျက်နှာအသေးသူတို့နဲ့ဝတ္တဝတ္တဘိက္ခုဝါကျွတ်ပြီးတော့ကြွလာတဲ့အရှင်မယတွေသည်သဝတ္တရင်တပိတော်မှနေတိုင်းနဲ့သဝဣဒသဝတ္တရင်သဝတ္တိကိုအာကိစိတ်သံသည်လာကြပါလိမ့်မယ်အရှင်မယဘဂဝန္တတတနာယအရှင်မယကိုဖူးထုတ်ခြင်းလို့ပါတေဘဂဝန္တဥပသင်္ဂိတဝအဲ့လိုချင်းငယ်ပြီးတဲ့အခါမှာမြတ်စွာဘုရားနဲ့တရားလေးပြောလို့ဣဒနာမဗန္တိဘိက္ခုကာလင်ကတောတတကာဂရိတိကောပရိသမ္ပရာယောအရှင်မယကိုမနေ့ကဥကောသနာဖူးလိုက်ပါတယ်ဗျာအဲ့ဒီအရှင်ကောသနာဒီအခုသူသေးရလားရဲ့အကျွတ်တရားရာယူများသေးတယ်လားငရဲကြတာလားနိဗ္ဗာန်ရောက်တယ်လားနတ်ပြည်သွားတာလို့မေးပါလိမ့်မယ်ဗျာမေးလိုက်တဲ့အခါမှာရှင်မယကတံဘဂဝဗျာဂရိတတိသောတပရိဖလေသကရဂာမိဖလေအနာဂာမိဖလေရတပလေစသည်အပြင်သောတပန်တီးခဲ့ပါ၏သကရဂံတီးခဲ့ပါ၏အရတ်အနာဂံတီးခဲ့ပါ၏အရတ်တကိုတီးခဲ့ပါ၏အရှင်မယကပြန်လဲပြီးတော့မှရှောက်မိန့်ကြားလိုက်ပါတယ်ဘုရားအဲ့ဒါနမောဗန္တိဘိက္ခုကာလင်ကတော့အဲ့လိုပြောလိုက်ပြီသေတဲ့ဘုန်းကြီးကြောင့်ပြောလိုက်ပြီးတော့အရှင်မယပြန်ပြောပါတယ်တဲ့တပည့်တော်ကအဲ့ဒီဘုန်းကြီးတော့ကတ်လိုက်တယ်တဲ့ခုမနေ့ကလေကြောင်မြောင်းမှာတာမွေကြောင်မှာတရားဟောခဲ့ဘူးသလားဟုတ်တယ်ဟောတို့ကြောင်တာမွေကြောင်မှာဟောတဲ့ဘုန်းကြီးတွေတပားပြန်လို့မသွားတယ်ငါတပည့်တို့မသေးနဲ့ငါသေခိုင်းငါသေမှာမကြောက်တယ်လို့ငါသေခိုင်းအဲ့ဒီဓမေစီဆိုတဲ့ဘုန်းကြီးတို့ဟိုမနေ့ကလေ9ချိန်မြောက်တော့ဟောပြီးသေပါတယ်10ချိန်မှမရှိတော့ကြီးရတယ်စဉ်းစားဆရာတော်က9ချိန်လုံးကတို့ဒီ10ချိန်မြောက်9ချိန်မြောက်10ချိန်မှငါသေသွားတယ်ထားပါတော့17ချိန်မှညီတို့က9ချိန်လုံးကလေအဲ့ဒီဘုန်းကြီးကပြောဘူးတယ်10ချိန်မှငါတို့ကလေဟိုကောင်က10ချိန်မှငါတို့ကကားလေးရသွားတယ်တော့ငါလေကြောင်မြောင်းကငါသူ့အဲ့ဆရာတော်တွေငါဒိတ်တယ်ငါကားရတယ်ကားလေးရတယ်တော့အဲ့ဒီကားလေးနဲ့ဆရာတော်3နှစ်ပို့ပင်မှုတယ်ဒိတ်ဘုန်းကြီးပင်မှုတယ်အဲ့ဒါဆိုရင်တို့ကြောင်မြောင်းမှာအဲ့သေသွားတဲ့ဥက္ကဋ္ဌနာ
ပြန်သွားတယ်ဥပဒနာကြောင်းမှာဟုတ်ဘူးလားဟုတ်လားဗောဟဲ့လားဆိုရင်ငါတို့ကားကိုသူစီးမှုမှန်အေးသူတရားရပါတယ်သူဆိုရင်ရှင်မရဲ့စိတ်ကလေးကြည်ကျင်းတတ်သွားတော့ဝမ်းမြောက်ပီတိပေါ့ပြီးတော့စိတ်နှလုံးနဲ့ချမ်းမြေတော့ဒုက္ခဖြစ်ကိုယ်စိတ်တစ်ပါးငြိမ်းအိန္ဒြေဘိုးစဉ်မက်ခင်သွားပြီတောက်လျှောက်ပဲနေတော့တန်းနေတာကိုယ်ဘာလဲတန်းနေတာပဲကြည်စမ်းအဲ့တော့မှအာဂရပုပ္ပနုခောဗန္ဒီရှင်မယဗန္ဒီရှင်မတို့ဘုရားတေနအယေနအဲ့ဒီဘုန်းကြီးဒီသာဝတ္ထေသူအာဂရပုပ္ပရောက်ဘူးပါသလားဘုရားလို့မေးလိုက်တဲ့ကမ္မသစေမေဝကံဒီအာဂရပုပ္ပတေနဘေကုဏသာဝတ္ထေရောက်ဘူးတယ်ဓမ္မကြီးလို့နေထံကမိတ်တရိအဲ့ဒီလို့ဆိုရင်တပိတော့ဆုံးမဲ့ချက်တွေချပြီးနေသန်တယံမေပရိဗုဒ္ဓတေနအယေနဝတ္တကာရိကံငါရဲ့မိုးရင်သင်္ကန်းကိုသူလှူယူဘူးလိမ့်မယ်နော်ကိုဆောင်အဲ့ဒါလေမိုးရင်သင်္ကန်းကိုအလူခံဘူးလိမ့်မယ်အာဂန္ဓုကပတ္တံဝအာဂန္ဓုကတွေလှူတဲ့နဲ့ဆုံးကိုတော့လေအလူခံဘူးလိမ့်မယ်ဂမိကပတ္တံဝအဲ့ဒါတွေကြွလာရင်လှူတဲ့ဆုံးကိုလေခရီးသွားတဲ့ဆုံးကိုလေကိလနပတ္တံနေမကောင်းတဲ့သူနာဆွန်တွေကိလနုပတ္တကပတ္တံသူနာပြုတဲ့ဆွန်ကိလနပိသစံနေမကောင်းလို့စေဒုဝါယာကုဝါအမြဲတမ်းလို့ခုနှစ်မျိုးကိုသူသုံးဆောင်ဖို့လိမ့်မယ်အဲ့လိုတပည့်တို့ရှင်းတတ်ပါတယ်အဲ့ဒီကြရင်တတ္တမေတန်အနုတ္တရဏိယကျမတပည့်တော်မှလေတတ္တမအချိန်ကဟောခဲ့တဲ့အရှင်ကောသလရဲ့ဩ17ကြိမ်မြောက်မှာကိုရောမပါတော့လည်းပဲကိုရောပြောခဲ့တဲ့စကားလေးနဲ့တပည့်တို့ဒိဋ္ဌံတို့ကာလီရခဲ့ဆိုအဲ့ဒီကာလီကြည့်ပြီးတော့ငါ့ကိုသတိရတယ်ငါလည်းသိသွားပြီဟုတ်ကောတန်အနုတ္တရဏိယအဲ့ဒီလိုသတိရလိုက်တဲ့အခါကျတော့ပါမောဇံဝမ်းမြောက်ခြင်းဇာယတိဖြစ်ပါသည်ဇာယတိဖြစ်ပါလိမ့်မယ်ပမောရိတယပိတိဝမ်းမြောက်လို့ပိတိနှစ်သက်ခြင်းသည်ဇာယတိဖြစ်ပါလိမ့်မယ်ပိတိမနာယနှစ်သက်တဲ့စိတ်ရှိတဲ့ကာယောမေတ္တိတော်မှာကာယောခန္ဓာကိုယ်ကြီးသည်ပဋိပတ်တံဗိတ္တိငြိမ်းအေးပါလိမ့်မယ်ရှင်ဘုရားရဲ့ကိုယ်နှလုံးသားနင်တို့နှလုံးသားနဲ့ရောက်မြောက်တော့ဘူးငါနှလုံးသားနဲ့မတော့ဝိသခါအဲ့လိုဘုရားကိုရှောက်နေတဲ့ပုံလေးခါလေးမျက်စိနဲ့မြင်နေကိုယ်ကဘာလဲမျက်စိနဲ့မြင်အော် तू ရှောက်နေတဲ့မျက်လုံးလေးရမြတ်ဘလို့လေးများမှတ်တမ်းတင်နေတယ်လို့အဲ့ဒီမိန်းမတယောက်ကအဲ့လိုရှောက်တဲ့မိန်းမအမျိုးသမီးရဲ့မျက်လုံးလေးတွေနှလုံးသားလေးတွေသူ့ရင်ထဲကအချစ်ကလေးကိုငါကြည့်ကျင်လိုက်တယ်နော်ဟုတ်တယ်နော်ကြည့်ပါဘလို့လေးများတန်ဃာတွေပေါ်မှာချစ်တဲ့သူ့နှလုံးသားလေးတွေမှာနှလုံးသားသွေးကြောလေးတွေကတန်ဃာမှာချစ်တဲ့သွားနေတဲ့သွေးကြောလေးကိုမြင်ရင်လိုက်တာကွာနော်ကိုယ်ဆို metabolism တွေဘယ်တော့ပြောင်းတယ်နော်ဆရာမသူအဲ့ဒီ metabolical rate တွေသူ့ရဲ့အဲ့ဒါတွေတိတ်ကျင်တာအဲ့ဒါမျိုးလေးနော်ကိုယ်ဆိုကျွန်တော်ကိုကြည့်ကြည့်ပေါ့နင်တို့ဒီတရားလေးပြန်နာကြည့်ပေါ့နော်ကိုယ်ဆိုပိရိမနာယမေပိရိမနာယနှစ်သက်တဲ့စိတ်ရှိသောမေတ္တိတို့၏ကာယောကိုယ်သည်ပတ္တံဗေတတိငြိမ်းအေးပါလိမ့်မယ်ဗျာပတ္တတာကာယောကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းကြောင့်ဒုက္ခဝရိတမိချမ်းသာတော်ခံစားရပါလိမ့်မယ်အဲ့ဒီဖုံတော်ကြီးတွေတပည့်တော်ဆွန်းဖုံပေးပြီးတော့ကမတို့ဆွန်းနေမှာလေဆရာမောဟိုဆွန်းလုံးနေမှာလေဟောရင်သိကောင်းတယ်နော်အဲ့ဒီတပည့်တော်လောင်းလိုက်တဲ့ဆွန်းတွေကိုဖုံပေးပြီးတော့မှပရိယပရိပတ်တဝန်တွေထမ်းဆောင်သောတပန်တဂရကအနာဂယန္နာဖြစ်သွားတဲ့မထေမြတ်တွေကိုကြည့်ပြီးပတ္တတာကာယငြိမ်းရတဲ့ကိုယ်စိတ်ရှိတာဒုက္ခဝရိတမိချမ်းသာခံစားရပါတယ်ဖေယားဒုက္ခိနိယစိတ်တံသမာရိတတိချမ်းသာတဲ့စိတ်ရှိလို့ရှိရင်ဒီလိုစိတ်လေးတည်ကြည်ပါတယ်တရားတွေလွယ်ရမယ်ဆွမ်းလောင်းတဲ့ဒကာဓမ္မတွေတရားနာတဲ့ဒကာဓမ္မတွေဝေယဝစ္စလုပ်တဲ့ဒကာဓမ္မတွေဒီတရားမြန်ရမယ်နိဗ္ဗာန်တကားလွယ်ပွင့်မယ်မဝင်သေးတို့လားဟုတ်ပြီနော်ဟုတ်ပြီနော်တာမီဘုရားတန်ဒီအဲ့ဒီလိုဆိုရင်တမာရီတရားရှိတဲ့တပိတော်မသည်အိန္ဒိယဘာဝနာအိန္ဒိတွေပွားနိုင်တယ်အိန္ဒိယဘာဝနာတက်ပြောတဲ့စကားချင်းအိန္ဒိ၅ပါးကိုပွားနိုင်တယ်တတ္တာကိုပွားနိုင်တယ်တတိကိုပွားနိုင်တယ်တမာရီကိုပွားနိုင်တယ်ဝရိယကိုပွားနိုင်တယ်ပညာအိန္ဒိ၅ပါးပွားနိုင်ပါတယ်ဗျာဗလဘာဝနာဘိုး၅ပါးကိုလည်းပွားနိုင်ပါတယ်ဘုဇင်ကဘာဝနာတတိတံဘောဇင်ဓမ္မဝစီယတံဘောဇင်ဥပေက္ခတံဘောဇင်ဆိုတဲ့ဘုဇင်9ပါးကိုလည်းပွားနိုင်ပါတယ်ဣမံဗန်နေအဲ့ဒီဘုဇင်တရားပွားခဲ့ပြီဆိုတော့မှတော့တို့ပြောပြီးပြီလေပြောပြီးပြီသူတော်ကောင်းကိုပွားအောင်တာဖြစ်ချင်းကြောင့်နှလုံးသွင်းမှန်တယ်နှလုံးသွင်းမှန်လို့ခုနကပါတယ်လေအိန္ဒိတွေပြည့်စုံတယ်အိန္ဒိတွေပြည့်စုံလို့သူစိတ်တရားတွေပြည့်တယ်သူစိတ်တရားတွေပြည့်တော့တတိပဋ္ဌာန်ပြည့်လို့ဘုဇင်တရားတွေပြည့်တယ်ဘုဇင်တရားတွေပြည့်ရင်ဝိမု ക്തി တရားတွေဝိမု ക്തി ပရိပွားပြောကြပြီလေပြောကြပြီလေဘုဇင်တရားပြည့်ရင်ဘာပြည့်မလဲတတ္တဘုဇင်ကပရိပုဏ္ဏဘုဇင်တရား9ပါးဘုဇင်တရားပြည့်လို့ရှိရင်ဝိမု ക്തി ပြည့်မယ်လေကိရိတာလွတ်တာပြည့်မယ်ပြောကြမလို့တော့ပြီးသွားပြီကွန်းဆောင်နော်ဘုဇင်တရားတွေပြည့်တာဖြစ်ချင်းကြောင့်ဘုဇင်တရားကိုပွားလိုက်တာဖြစ်ချင်းကြောင့်ဝိမု ക്തി ရပါမယ်တဲ့ဣဒာဗန္ဒီအာနိတန္တံပတ္တမာနတထဂတံအထဝရဏိယာဇာမိဗန္ဒီရွှေဘုံတော်သခင်မြတ်စွာဘုရားတပည့်တော်သည်
iman anit tana i ajo anit tango ajo zatayaတွေကိုသံပတ္တမနာကောင်းစွာရှုမြင်သည်ဖြစ်တထာဂရဘုရားရှင်ကိုအထဝရဏိဆုရှိပါရကိုရာစာမိတောင်းခဲ့ပါ၏ရှင်ဘုရားသာဓုဝိသကေချက်သုံးဝိသကကောင်းလိုက်တာကောင်းတယ်သာဓုကောတုံးဝိသကေသာဓုကောင်းတယ်သုံးဣမံအနိတံသံပတ္တမနာဤကျိုးအနိတံကိုကောင်းစွာမြည်တထာဂရဘုရားရှင်ကိုအထဝရဏိဆုရှိပါရကိုရာစာတိတောင်း၏အနုဇာနာမိဒေဝိသကေပြီးလိုက်ပြီဗျပြည့်သွားလားဝိသကေချက်သုံးဝိသကအနုဇံတေသင်အနုဇာနာမိအထဝရဏိဆုရှိပါရကိုငါဘုရားရှင်ခွင့်ပြုတယ်ဟုတ်လားအဲ့ကြပါယာအနာပန္နံတရတိပမောဒိတ္တယာအနာပန္နံတရတိပမောဒိတ္တသီလူပပန္နသုကရတသာဝိကတရတိတနံအဘိဘုံယမစ္စရံသောဝကိကံသောကံနုတံသုကဝဟံဒိဗံသလပတိအာယုအာဂမမကံဝရဇံအနင်္ဂနံသာပုံညကမသုခိနိအနာမယသကံမိကာယံမိစိရံပမောတတိကောင်းလိုက်တဲ့ခါအရာကောဘဂဝဝိသံဃာမရုကရဣမံကာရဟိအနုမောရိတွာအနုမောရဏပြုပြီးတော့မှအဲ့ဒီဆုရှိပါးပေးတယ်မြတ်စွာဘုရားကဝိသကမဒကမာကြီးအတွက်ဘုရားရှင်ရတော်မှာဂါရာလေးနှစ်ပုတ်နဲ့ထုတ်ဆိုပြီးဗါတယ်လေဆုလေးပေးလိုက်ပါတယ်ဟုတ်နော်ဗါတယ်ပဲဆုလေးပေးလိုက်တယ်တဲ့ဒါတော့နော်မြတ်စွာဘုရားဒီတဲ့ဒီဂါရာတို့ပြင်ဝိသကမကြီးချိမြောက်နေရာမှာထဝိသကတဲ့အကျဉ်တပိမသည်ဆောင်းအနပန္နဆောင်းအဖျော်လှူတယ်လွန်စွာဝမ်းမြောက်တယ်အကျင့်သီလရှိတယ်ဝင်တိုးခြင်းကိုနှိပ်စက်တယ်နော်ခုနဇတ်တော်ကအပိုင်ဒုတိယပိုင်းဇတ်ကြီးအရှိဒီတရားကိုနာပြီးရင်ဒုတိယပိုင်းဖြစ်တဲ့အရာကိုနာပြီးအောင်နာဒါမှတို့ကဒုတိယပိုင်းကိုဆက်ဟောဒုတိယပိုင်းဟောမိုးဆက်နှစ်နာရီကြာလေးကြာအောင်တပိုင်းလေးပဲဟောတာကတော့နှစ်ပိုင်းတောင်းသောစုတွေပြည့်ပါဆိုတော့ဗါတယ်လေနှစ်ပိုင်းနှစ်တိုင်းတော့ဖြစ်တယ်နှစ်ပိုင်းဝိသကာတဲ့ငါဤတပိမသည်စွန်းနေအဖျော်တွေကိုလှူတယ်လွန်စွာလှူပြီးရင်လွန်စွာဝမ်းမြောက်တယ်အကျင့်သီလနဲ့ပြည့်စုံတယ်ဝင်တိုခြင်းမရှိဘူးဆိုရင်နတ်ပြည်ရဲ့အကြောင်းပဲတဲ့စိုးရင်ကြီးကိုပယ်တတ်တဲ့ချမ်းသာတဲ့အလှူတွေကိုလှူရတယ်သုံးခုစွန်းအဖျော်ဝမ်းမြောက်အကျင့်သီလဝင်တိုခြင်းကင်းပြန်ပြောကြည့်စွန်းနေရာကျင်တော်သမီးသည်အာနာပါနံစွန်းကိုလှူတယ်ဟုတ်နော်စွန်းလှူတယ်ဟုတ်လားဆောင်းလို့လေပြီးရင်အဖျော်ယမကအနာပါဏအနာကဆောပါဏကအဆွန်အနာဆွန်ဝလကောင်ပါဏအဖျော်ယမကဝလကောင်လှူလိုက်ပါတယ်တဲ့တရတိပေးလိုက်ပါ၏ပမောဒိတာလှူပြီးရင်လည်းဝမ်းမြောက်တတ်ပါ၏သီလူပပါဏသီလဝပါဏသီလကိုဉ္ဇတရားနဲ့လည်းရှိပါပြီသုကရတသာဝိကမြတ်စွာဘုရားသမီးအရာမှာတည်၍ဖရာစကားကိုနားထောင်တဲ့ဒကမသည်ဆွန်လှူတယ်အဖျော်လှူတယ်ဝမ်းမြောက်တတ်တယ်သီလရှိတယ်ပြီးရင်ဘာလဲမစ္စေရံအဘိဘုံယတရာတိဒါနံမစ္ဆရိယတရားကိုလွှမ်းမိုးနိုင်ပြီး၍အဲ့ဒါမျိုးသမီးတွေအဲ့ဒါပဲနော်မနဲ့အိတ်သာနေခင်းမစ္ဆရိယညတဏှာတဲ့အဲ့ဒါမျိုးသမီးတွေသုံးမကောင်းဘူးအဲ့ဒါဟုတ်နော်မျိုးသမီးတွေဒီမနဲ့စောစောမှာအိတ်သာမစ္ဆရိယဖြစ်တတ်တယ်နေခင်းမှာမစ္ဆရိယဖြစ်တယ်ညကြရင်တဏှာဖြစ်တဏှာဆိုလို့ဟိုအပြူကြီးတွေပဲတဏှာအဲ့လိုပြောတာမဟုတ်တဏှာဆိုတာလေညကြသူတို့ကကြောက်ကြဟိုရှင်ဗာလေမလုပ်ရှင်အဲ့လိုမျိုးယောက်ျားကိုညကြမှာပူစာနှစ်ပူနှစ်စာလောက်တာကိုတဏှာလို့ပြောတာအဲ့တော့မနဲ့အိတ်သာနေလည်းမစ္စရိယညတဏှာအဲ့ဒီသုံးကိုစဉ်းစားလိုက်မနဲ့စောစောမွန်မတက်ခင်ဆုံးငါတန်ကြတော့ရှင်သူများတွေဆုံးငါမကြွခင်ဆုံးငါကြွတဲ့ချိန်လေးငါတဏ္ဍာမှာအိတ်သာတရားရှိလားမရှိဘူးနေလည်းရနေညနေဒီကမှာမစ္စရိယရှိလားမရှိဘူးညအိတ်ခဏဒီတဏှာမရှိအဲ့ဒီအမျိုးသမီးအ ਨੇ ဆုံးတော့နေမန္တရိနဲ့ပြည်ရောက်မယ်ပြီးရောကောဆုံးကြမယ်နော်ဒါဆိုရင်ယာတုတ်တုကရတမြတ်စွာဘုရားရှင်ယာတာဝိကအကျဉ်တပိမအတိအနာပနုထမင်းကို၎င်းဆုံးကို၎င်းအဖျော်ကို၎င်းတရားတိပိလူတတ်ပါ၏ဓာတ်တော်ပိလူပြီးရင်ပမောဒိတံဝမ်းမြောက်တတ်ပါ၏သီလပန္နသီလကိုရင်တရားနဲ့လည်းကြည့်ဆုံးပါ၏မစ္စရံမစ္စရိယတရားကိုအပိဘုံရလွန်မို့နှိမ့်ဆက်သည်ဖြစ်၍သောဝကိကံသောကံတို့တဲ့ဒုက္ခဝံသောကံတို့တဲ့စိုးရင်ကြီးကိုပယ်နှုတ်တတ်သောဒုက္ခဝံချမ်းသာကိုဆောင်းသည်ဖြစ်၍သောဝကိကံနတ်ပြည်သို့ရောက်တတ်ပါ၏ကိုဆောင်ဒိဗံသားတို့နဲ့တို့မျိုးသမီးသည်ကောတော့ထိုတပိမာသည်တဲ့ကိရိတာအနင်္ဂနကိရိတာမျိုးတွေကင်းတဲ့အပေတို့လမ်းစတဲ့ကိရိတာတွေမရှိတဲ့အရိယာမဲ့တို့ရောက်၍ဟောကိရိတာမျိုးတွေကင်းတယ်ပြီးရင်အပေလမ်းစတဲ့ကိရိတာတွေလည်းဖြတ်ဒိဋ္ဌိဝိဇ္ဇာပြုတ်နတ်နဲ့ဖြစ်တဲ့အသက်ရှင်ခြင်းကိုရပြီးကောင်းမှုပြည့်စုံတဲ့ချမ်းသာမျိုးနဲ့နေရလိမ့်မယ်တဲ့ဒိဗံသားလဘတိအာယုနတ်တရဲ့အသက်မျိုးနဲ့ရှိမယ်
Agama Magam with us and an kill the music in it with us. Raga Doda Mori Kim, Magan Langi, who couldn't talk the 90 Agama Yopi. Taponya Gamakudu Komuri, Adoshi, Tuki, Anamaya, Be and a Kim, Bibi. See that Jamias of the Calapalo, the Gamikaya, Mikanago, Piet, don't be Yama, Napido, and Nezon, commodity, 1 year, 1 young Babi, Tagatua, Agutimarian, with that kind of by PV, 2 Rusi Sataka, no? Dizaji, Balu Hall, so in Balu Hall, Eddie. May the Torosino, very young, and that Dawadi, Ubaneta, Migara, Madu Padari, Migara, the Tipi to Kamaji, draw with a cargo, a jump you, Tizato, for a Zatoji, Tutia, Bangaro, Turi, Moya, Piana Matea, Yakutea, Wajama, Ejama, Tudia, Sanaro, go down as to the Pigavia. The Soyen, so down at the Pigo being. Yo is suited that. Nangaro Shantumia didn't put the soup toilet of Chichinio. Ye cheated. Oh, 1 meal doare, Kutiari Nabi, son of 1 meal doare, 1 meal doare, Peri Duamale, Kaya Patari, Sita Petari, Tukari, Tamari, Yatabuda, Yanipi, Eddie, Tamari, Yatabuda, Yama, Kunara, some Sony dollar. Tamari, Yatabuda, Yala Yapio, Aidiri, Puri, Bussandi, Mackinley, Piesumi, we moved each other to Yanane. Yeah, they may. Oh, not down or Suri. Piva Via. She ran Tanaya Chiga or Dana. Tanaya go down yet and I go beyond that. Down on a Mimomian on another Koshi has so get me. Mimo, Pombu, Kudu, Mia Onsu, Komu, Mia on Jim. That don't come about Junkan, Simon Odi. Kananemi Kanana Suraga, Rogazaga. Nyan and Basuragado, Kormash no Payaya, Hopia Tagaraga, and Adani Biguyamandi and Migo, Wayada Batankara, Abamadina, Nabarita, Bigui Sabana de Chadamia. And at the door she said, one is an Amayamanabe, Tayayi, Mixigo, Taichuiro moving at the pin. Canado, Yinoyangakuro, Shemia, to give him Pemangea, Livi. Dani Kuka Kala, wa. Cotina young Pimio so the Jagondamo, Inino, Yogo, Compuga, Tiwon Chen, and even the one Sammy says a chingar at night. Whoa, you know you're not that Leaho. Corona the Datin Shataruga. Amadami, 3 days, the Maya, looked in Shasha, Mayado, Gava, Tenkara. Centaura Pima Chiagando Kimizia de Zagama Mashivare, Didamayum Bitankara, Tearudi Wayadama, Piasi and the Washia Babi go e. Wayadama, Licane, Piganamase, Ninamo, tasting at me away like Sara Yohi, Yogi, Sita Chaja Viro Anisa Wataru. Toka Wataru Vara, Nata Wataru Vara. Apamarina Mami Malayo Mapo Masa, Mien Edritea Pien, Tamarita Kuzi Kunga, Pizumi Javagondo. Tamarita, Mia Malemamine, Chia Malemamine, Saya Malemamine, Toya Malemamine, Naya Malemamine, Tia to Yantiaru Malemamile Chavane, Mida de Wadana Rigu. Made a Wadana Rigo, Tani Macha, the Rito Javigondo. What do you need time with Munich, Jomio, Shakwe? Muted till Midazi. Tatama Aji, Tamaposa, Saint Chimbaya Itanado. Tiana Joramulanya Gono, Lucian Pontura Lodi. Apamara Ko, Turagon Tayago, Lekain Tan and Java, Sigondo, the D. Cô rồi là hả? Cô rồi là hả? Không phải chào là gì chứ? Cô biết mà nên lùi giờ thế là cô rồi. Chào là sư bảo, mà bây giờ tôi cú đó với ông cho là chào thế này tôi hiểu sao? Uống xong mà đã thấy lúc xin là ăn cú đó, giờ tôi nói câu gì mà, tôi mò gì mà, kia là gì vậy?
သာဓုသာဓုသာဓုဝိယဝဆံကုသိုလ်ပေါင်းနဲ့လူသားလူစုစုတို့အားဒီသက်ချတရားတော်ချင်းနဲ့ပြီးတော်မူပါလေဒုတိယရသောဖြင့်ဆောထားတော်ဆရာတော်ရှင်မြတ်ဗျာအရှင်မြတ်ဗျာယနေ့ယခုပြုပြုသမျှကုသလသည်ချမ်းမြတ်အေးကြီးရွှေပြည်နိဗ္ဗာန်ရောက်ကြောင်းမှန်သည်အထောက်ပံ့ကောင်းဖြစ်ပါစေသာအရှင်ဘုရားဤကောင်းမှုဤဖို့ဘာကကိုမိဘဆရာဆွေမျိုးညာတကနတ်ဒေဝါနဲ့ထေသံဃာတို့ပါမချမ်းရအောင်တရားနာလာပိဋကများဓမ္မပူဇာဓမ္မဒါနပြုကြသူများဝေယဝဆဆောင်ရွက်သူများမြို့သူမြို့သားနိုင်ငံသူနိုင်ငံသားအပေါင်းတို့နဲ့တကွာ30ပုံနေဝန်နေများစွာတတ္တဝါတို့အားအမြတ်ပေးဝေငှပါ၏အမြတ်ရ၍ကိုယ်စိတ်နှပြချမ်းမှချမ်းသာစွာဖြင့်ဝမ်းမြောက်ဝမ်းသာသာတို့နှုတ်မောခေါ်နိုင်ပါစေသောဆင်ကျင်းပါရဣထာနာသူတရားတော်နာကြွတော်မူကြအကုန်သောလူရှင်အပေါင်းကိုယ်စိတ်နှပြချမ်းသာကြပါစေ
သာသနာတော်နဲ့1555ခေါ်စာတက္ကရာ1383တကူလန်ဆန်း12ရက်နေ့ဤဗီလ3ရက်2012အင်္ဂါနေ့ညချမ်းချင်းခါဝဲမြောက်ကရပမြို့နယ်ခန္ဓမာလန်းထောင်ပဲရက်ကွက်မိသားစု၏ဒုတိယဂျင်မြောက်ခန္ဓမာလန်းမိသားစုဓမ္မပူဇာတပင်ဖြစ်ပါတယ်အဲ့ဒီဓမ္မပူဇာတပင်မှာဓမ္မစီတို့ဟောလာတာရာဇကျိုမြို့ကိုရောက်ခဲ့ပါပြီနော်ဆမြတ်စွာဘုရားရှင်ကိုရောမြတ်ကြွရောက်တရံသုံးခဲ့တဲ့နေရာဒေသတွေကိုမှတ်တမ်းပြုစုလိုက်တဲ့အခါမှာ historical places where Buddha stayed and visited ဆိုတဲ့အဲ့ဒီရွေးချက်လေးနဲ့အခုဘုရားရှင်အားကသွားလိုက်တာရာဇကျိုအဲ့ဒီရာဇကျိုမှာမဟာဝဆ္ဆဆိုတဲ့သုတ်တံတစ်ခုဟောဖို့ရှိပါတယ်ဧဝမေသုတံဧကံသမယံဘဂဝါရာဇကေဝိဟရတိဝေလူဝနေကလန္တကနိဝပေဧကံသမယံကာရဝ၌ဘဂဝါဘုရားရှင်ကိုရောမြတ်သေရာဇကေရာဇကျိုရွှေမြို့တော်၌ကလန္တကနိဝပေရှင်နှတုကိုစာကျွေရပြတ်သောဝေလဝနေဝေလဝံရွှေကျောင်း၌ဝါပင်နှင့်စီတံပေါက်နေတဲ့ဝေလဝံကျောင်း၌ကြီးထဲမှာဝိရတိလျောင်းနိုင်ရသော၄ပါး၏ရာခြေသာရွှင်ပြောင်းတရံတောင်းတဲ့တိုင်တော်မူစဉ်ထာဂောဒုက္ခနှင့်ဝဆကုတ္တပရိပါဇကောဝဆအမိယအနွယ်အပြင်ဝဆလို့အမိရတဲ့ပရပိုက်တယောက်ပရပိုက်တစ်ပါးလို့ပြောခြင်းပြောတယောက်လို့ဆိုရင်လည်းဆိုအဲ့ဒီပုဂ္ဂိုလ်မြတ်စွာဘုရားရှင်ကိုချဉ်းကပ်ပြီးမြတ်စွာဘုရားရှင်နဲ့စကားစမြည်တွေပြောတယ်အခုပြောခဲ့တဲ့ဝဆသုတ်တံသည်ဒေသနာတော်ထဲမှာဘုရားရှင်နဲ့သူနဲ့နောက်ဆုံးထိတွေ့ဆက်ဆံပြောဆိုခဲ့တဲ့သုတ်တံလို့အဲ့လိုလေးမှတ်လိုက်နော်ကောင်းစားမှန်ပါဗျာတွေ့ရလေနောက်ဆုံးထိတွေ့ဆက်ဆံနေအများကြီးပဲမှန်ပါဗျာမြတ်စွာဘုရားနဲ့သူနဲ့စကားအခေါင်းနဲ့ပြောရတယ်ဆိုရင်ဝဆရေလို့ဘုရားရှင်ကမဇ္ဈိမနိကေမှာအကျိန်100နဲ့တစ်ချိန်လောက်သူနဲ့စကားစမိပြောရဒါပါဒါဒီစကားလေးဘာလို့ပြောတာလဲဆိုတော့ဓမ္မစီတို့ရဲ့ဘုရားရှင်ဟိုလူပြောရင်ပေါ့ချစ်ဖို့လည်းကောင်းတယ်ကျင့်နာဖို့လည်းကောင်းတယ်ချင်ယူကြလည်းအလွန်ကောင်းတတ္တဝတယောက်တတ္တဝတူတရားရဖို့အရေးဆိုရင်ဘုရားရှင်ရဲ့ဇွဲဘုရားရှင်ရဲ့လောကဘုံမြင်တော်မူပုံတတ္တဝါတွေဘုံမှာတဏှာတော်မူပုံအဲတကယ်သူကိုယ်စေကောင်းတယ်အဲ့ဒီဘုရားရှင်ရဲ့မြတ်စွာဘုရားရှင်ရဲ့ပြုမှုနေထိုင်နှလုံးသွင်းဆင်ခြင်အဲ့ဒီຢာတွေကိုသံဃာတော်ရှင်သမီးတွေကနည်းနည်းလောက်အတုခိုးမယ်နည်းနည်းနော်နည်းနည်းအများကြီးမဟုတ်ဘူးဒါလေနည်းနည်းလောက်အဲ့ဒီသံဃာတော်ရှင်သမီးကလည်းတမန်ဆွမ်းခံစားဆွမ်းခံဖုံးပေးတဲ့ကိုရင်ဦးစင်းမဟုတ်ဘဲနဲ့ဓမ္မကရိယာများနောက်ပြီးအကြောင်းနဲ့ဆရာတော်များနေရာတစ်ခုရဲ့နေရာမှာ level တစ်ခုအတိုင်းတာရနေတဲ့လူဒန်းစားရာရှိတွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဆရာတော်တွေဖြစ်ကောင်းဖြစ်လိမ့်မယ်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေဌာနဆိုင်ရာကြီးကဲတွေဆရာဝန်ကြီးတွေပါမောက္ခကြီးတွေအဲ့လိုပေါ့ကျင်ညာရေးနယ်ပယ်မှာချစ်ချယ်နေတဲ့ပုဂ္ဂိုလ်တွေဘာသာရေးနယ်ပယ်မှာချစ်ချယ်နေတဲ့ပုဂ္ဂိုလ်တွေလူမှုရေးနယ်ပယ်မှာချစ်ချယ်နေတဲ့ပုဂ္ဂိုလ်တွေရှိဝါရေးနယ်ပယ်မှာချစ်ချယ်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေလိုင်းနာအတူယူတဲ့စံပြပုဂ္ဂိုလ်တို့အနေနဲ့ဘုရားရှင်ကိုစံပြလုပ်တဲ့ဟိုသူနဲ့ဒီပုဂ္ဂိုလ်တရားရဖို့လေငကိုတော့နဲ့က
Tarawa Winnie Tiago, Satutin she to think about Tama. Purus in Dui, Yinzia, Tui Malo. Area your jet, a good. Didn't you go out in figure and Paramima? Ti was a goda. Pata Jadi, Tatanara Mo. That's why Naviation go Ginu door. Taranagon Doma Saudi door. Something like Johnson lead with up you see in a Tatanago top and Luran door. The Garama gone to Yago. Tiagon home, me you. Good about it, provide. Tatanaya Piamba machine. The Tatanaya Piamba machine is a book on a passion. Tayana the Jane, Miziman Nika. Kanawaga Nayo Bariroma, Laser the J. Talayana Waga Nayo Bariroma, Laser the J. And go to Paliroma, Chowche, Katawutuma, Sanda J. Plowship. They are just on the Dome J. They are just on the Koji. Katawuma, Sanda J. A change name lot. When's ye in a Korea, what a let? Change name lot. I go home at Dodanga. To a nozzle to that. Montagara Pone. Dijon Gigi in it. Potanoda nigger. And go down nigger. Everybody will achieve hard. A cook your do the no so mad. What a go like that? Do the no so mad. No so make on. Catching on make only better than I made on a book. Tibogo Bashile. Tata Wadi. Yadajo Shimuro, yeah? Yadajo Shimuro, yeah? Yadamura will and John G. Payashan, what's up, Parabai? Ludan Hao Johnny Atenia, Drop Money. Tibogo di Sheshe Rongale. Urimani, Duetodani, Ita they were not of the Hoga Bibi. Tayoda Nigama, Abiagata Nayoso, Italia, Hoga Bibi. Can you go Bogor Matador logos with Education to the Tatata Wadi Pete? How we know? Tatara Wadi, Didagaro, Payashingago, Agada, then Gadwa, do Yola, Payashin, Sound of Viro. I mean, meeting a million wall. No, make me think to meet a book. So, may you go dignity to the Tatra Dedi Shira Bogo, a Bogo di. To your Tatra Dedi, what that Tila, Makita, Pilotica, we are. To ye. Yep, pay see Saint Tara, which you will show you the pair lower. What that Tila? See it, pay it. Tell the message, Makita, Pilotica. Jing only me, a Tatara, what I am, men not go when I mean, ways are loaded. Men poor alone, me a sick liga. Jing only thought you know, pitters, the needle is sort of a shimmy yard. Jing on thought you know, yard will needle the G. One thing under the answer on Mayaro. So I mean, meeting a million guard. Don't deem me going, she met that to me, bon, got them all. A good account made out of the video, not so make on Papa Zero Paya. Padele? Now so make on Halimaget. How you know? A lesson, I go, what's up, Parajiga? Dollars and made him go to Chia. No? Parama made it. As you know, Parama made it, make on ego to Neneri Telea. Kudu, Agudu, made it, Yamalu man. Tip Pamele. Good Agudo Mire. Nick Kudala Kamabata dea Sevane Agudala Kamabata dea Seva Mire. Yeah. Tip Pamele. Kudu Agudo Mire. Nick E can Seva, Concan Seva Kudala Kudu Kamakan Kamabata Kamyauda dea Seva. Kaunai, Sura. Yamana? Nick Tana going Papshet the lay, look me. Tana going in upset that wall. So, Tana going in, Papshet the lay.
အဲ့ဒါပြီးတော့ဖယားရှင်ကိုသူကြည်ညိုတယ်အရှင်ဂေါတမပဲတဏှာကုန်ပြီးဘာသာရေးကောင်းဆောင်ဖြစ်တော့အင်္ဂလိပ်လိုရေးတယ်မသိကောင်းတယ်ဘာသာရေးကောင်းဆောင်တယောက်ကပဲတပားကပဲတဏှာကုန်ပြီးသူ့နောက်လိုက်တယ်တဏှာမကုန်တော့ဘူးလားသူအဲ့ဒါမျိုးသိချင်ခွန်းတော့ဗါတယ်လေဘာသာရေးကောင်းဆောင်တူကပဲတဏှာကုန်ပြီးတော့နောက်လိုက်ရတဏှာမကုန်ဘူးအဲ့စကားမှတ်တာဒုတိယတတိယသရုပ်ထမေးကောင်ဘယ်လိုတဲ့လဲရှင်ဂေါတမလိုဘာသာရေးခေါင်းဆောင်တယောက်ပဲတဏှာကုန်ပြီးတော့ရမှာနော်ဘယ်လိုတဲ့လဲဘာသာရေးကောင်းဆောင်ကပဲတဏှာကုန်ပြီးတော့အရှင်ဂေါတမပဲတဏှာကုန်ပြီးရှင်ဂေါတမမှာရှိနေတဲ့တန်ခတ်အဖွဲ့အစည်းဘိက္ခုရဲ့ဘိက္ခုနီရဲ့ပရိသတ်၄ပါးလို့တွက်လိုက်ပရိသတ်၄ပါးပရိသတ်၈ပါးကိုကျွန်တော်တွက်လိုက်နော်ကောင်စားဘယ်လိုလဲပရိသတ်၄ပါးဘာသာရေးကောင်းဆောင်တယောက်ပဲရှင်ဂေါတမတစ်ပါးပဲယန္တာရှင်ဂေါတမရဲ့တန်ဃာတွေရောယန္တာဖြစ်လာလို့မေးတယ်ပထမကုသိုလ်အကုသိုလ်မေးတယ်ကောင်းကံဆိုးကံ10ပါးစီမေးတယ်တတိယတဏှာကုန်ရင်ဘာဖြစ်ကြလဲမေးတယ်ဘုရားရှင်ကယန္တာဖြစ်တယ်လို့ဖြေမယ်အရှင်ဘုရားတစ်ပါးပဲယန္တာလားရှင်ဘုရားနောက်မှာရှိနေတဲ့တန်ဃာတော်တွေကရှန္ဒတပါးလောက်ကိုပြနိုင်မလားလို့မေးတယ်အဲ့ဒါဖြေနဲ့သွားတဲ့အခါမှာဒါပြင်ဘိက္ခုနီမလုံနေတဲ့အမျိုးသမီးတွေရောဒီသာသနာမှာယောက်ျားတွေပဲတရားရခွင့်ရပြီးတော့သာသနာပေါင်းထဲဝင်တဲ့မိန်းမဘိက္ခုနီမတွေကအဲ့ဒီတဏှာကုန်သလားလို့မေးမယ်ပြီးတော့နော်နောက်တစ်ခုထပ်မေးတယ်ဘိက္ခုရောဘိက္ခုနီရောသာသနာရဲ့အတွင်းသားဖြစ်တဲ့မထေများနဲ့ထေရများနဲ့ထေရီများကတဏှာကုန်တယ်လို့အဲ့ဒီရှင်ဘုရားကိုကိုးဝယ်ရှိကပ်နေတဲ့တကားဥပဒကာဥပတိကမတွေရောအဲ့ဒီရှင်ဘုရားရဲ့အကုသိုလ်တဏှာကိုကုံအောင်သူတို့ရှင်းနိုင်ပါသလားလို့မေးမယ်ဟုတ်ပြီနော်နောက်ဆုံးအဆင့်တဏှာတွေမကုန်မင်းနဲ့တန်ရောစဉ်တရားတွေကုန်တန်ရောစဉ်၅ပါးကုန်ပြီးပြီတပည့်တော်တို့ပရပိုက်တွေဗြဟ္မာတွေယူဆနေတယ်ဗြဟ္မာပြည်ကိုရောက်နိုင်တဲ့အကျင့်ရှိတဲ့အနာဂံပုဂ္ဂိုလ်မျိုးလူဝတ်ကြောင်မျိုးရှိလာမေးမယ်နောက်ဆုံးကာမဂုဏ်တွေကိုခံစားပြီးယဟန်မျိုးသမီးအဝိဖြူဝတ်တဲ့အကျင့်မြတ်တဲ့ဥပဒကကာမဂုဏ်ခံစားတဲ့ဥပဒကအဝိဖြူဝတ်ပြီးတော့အကျင့်မြတ်ကျင့်တဲ့မျိုးသမီးအဝိဖြူဝတ်ပြီးတော့ကာမဂုဏ်ခံစားတဲ့အမျိုးသမီးအဲ့ဒီမျိုးသမီးတွေအကုသိုလ်တွေကိုရှောင်ပုံတဏှာကင်းပုံတွေကိုဖြေမယ်မေးမယ်ဟုတ်ပြီနော်ဖယားယဟန်မျိုးသမီးလူသားထဲမှာအကျင့်မြတ်တဲ့ဥလူမောကြီးအကျင့်မြတ်တဲ့ကိုဝင်းစောကမိန်းမလည်းရှိတယ်ခလေးလည်းမွေးတယ်တရားလည်းလုပ်တယ်အမျိုးသမီးအကျင့်မြတ်တဲ့အမျိုးသမီးပြီးတော့အဲ့ဒီမျိုးသမီးကကာမဂုဏ်လင်ယူသားမွေးတယ်9မျိုးအဲ့ဒီ9မျိုးနဲ့ကုသိုလ်တရားရဲ့အကုသိုလ်တရားရဲ့ကံရဲ့တဏှာရဲ့10ခုလောက်ပြဿနာ10ရက်လောက်တည်လာတဲ့ပုဂ္ဂိုလ်ဒီသုတ်တံမှာဓမြင့်သုတ်တံမှာပြဿနာတွေသူအများကြီးသိအောင်မယ်ပြဿနာနဲ့ပြားနေတဲ့ကိုတော်ကြီးပုဂ္ဂိုလ်နော်ကြည့်လိုက်အဲ့တော့မှအခုကျတော့တရားကိုအကျေဟောပါမအကျေမဟောပါနဲ့တဲ့အချင်းဟောပါတယ်အော်မလေး तू ပြောချင်တယ်ပြောပြီးပြီမြတ်စွာဘုရားလာခဲ့ပါတဲ့ဟာမင်းနဲ့မတွေ့ရကြပြီနော်တဲ့ဒီကရတ္တံဘောဓဂေါတမေနသဟဂတိရှင်မင်းနဲ့စကားတူပြောတယ်ကြာပြီနော်တဲ့ဆရာမတော်အင်္ဂလိပ်လိုတွေ့ရင်ဘာပြောလဲဟမ် long time no see you ဘာလို့လဲ long time no see you hello ဘလုံးမော long time no see you တွေ့ရတာကြာပါသူပြောတယ်အင်္ဂလိပ်လိုသူပါတယ်လေသူတို့ရင်စတယ်ဒီကရတ္တံဘောဓဂေါရမေနသဂတိဟာရှင်ဂေါရမခင်ရတဲ့စကားမပြောရတာကြာပါတာရုမေဘုံဂေါရမောတန်ခိတ်တေနကုသလဒေတေတုဒီတခါစကားအကြာကြီးမအများကြီးတွေမပြောတော့ဘူးတို့တို့လေးမေးမယ်တဲ့ကုသိုလ်အကုသိုလ်တရားကိုချင်းချင်းပြောပါဗျာမဲနောက်တရားအရေးလေလိုက်လိမ့်မယ်နော်ဘာလို့ဒီတခါတို့ပဲပြောမယ်လို့ဘာလို့ပြောလဲအရင်တော့ကတော်တော်ရှက်ရှည်တဲ့ပြပိုက်ပဲဘုန်းကြီးဖះကိုလည်းသနာတယ်တို့လည်းသူတို့လဲတဲ့ပုဂ္ဂိုလ်ပါလားဖះရှင်ကိုတရားသွားမေးလိုက်ပြန်လာခဲ့ရှင်နန္ဒကိုမေးလိုက်တယ်ပြန်လာခဲ့ရှင်မကလာငါသွားမေးတယ်
တာဘိယကော့စကဆိုင်နာမထေကိုမေးတယ်ပြီးတော့မှခင်ဗျားတို့ဆရာတပည့်တွေဗျာငါမှတ်ချက်လေးရေးတာတော်အောင်ကြကောင်းတဲ့ပုဂ္ဂိုလ်ဆရာနဲ့တပည့်တရားဟောရမှာအနဲ့ချင်းတရားချင်းတစ်ထက်တည်းကြလိုက်တာနော်အမသူမှတ်ချက်ဘာလဲဥဝိဒ္ဓကိုမေးတယ်ဓမေစရိဘယ်လိုနေလဲဟာဘုန်းကြီးသဘောကောင်းပါတယ်နော်သဘောကောင်းပါတယ်နော်ဘုန်းဆောင်မေးတယ်ဟာနော်ဓမေစရိကပေါ့မဆိုးပါဘူးကျိုးဘုန်းကြီးသဘောကောင်းပါတယ်ဗျာဦးလေးမမေးတယ်ဟာခင်ဗျာ3ယောက်တစ်ထက်တည်းကြနေတာကျွန်မတို့ကဆရာနဲ့တပည့်တရားဟောပုံရှင်အနန္ဒရောမြတ်စွာဘုရားကရှင်မောက္ကလံရောအဲ့ဒါတို့မေးပြီးတော့မှနောက်ဆုံးအခုတောက်တန်ကြီးကနောက်ဆုံးမေးကုန်ဟိုရှင်းမှာအများကြီးလာလိမ့်မယ်ဒီနေ့အပြီးဟောမှာဓမေစရိယသနာကိုကိုယ်သနာတယ်ဓမေဆရာတော်ဘုရားဆိုဒီဥစ္စာတောက်တန်30လောက်ရှိတာဓမေဘုန်းကြီး4ရက်5ရက်တပတ်လောက်ဟောတယ်တနေ့တည်းဟောမှာကြစ်ချင်တာဖြစ်မထူးတော့တရားကလည်းနားတော့မှာဆိုတော့အပြီးဟောတဲ့ရာဇဂျိုဆိုတော့ဝေသာတိတာဝတိနှစ်ခုချန်နေတဲ့ရာဇဂျိုမှလည်းဒီနေ့ကပြတ်နော်အဲ့ဒါကြတော့မေးစမ်းကွာတဲ့ဒီတော့ရှင်များမတွေ့တာကြတော့စကားအတူတူပြောခဲ့တာလေတဲ့ဟုတ်တယ်ငါသိတယ်မင်းဘယ်ကသိတယ်ဒီသုတ်တံမှာဒီဘုတ်ကိုချွတ်တန်းဝင်တော့မှာမင်းသတ္တရဒိဋ္ဌိထဲမှာစိန်ထားတဲ့မင်းရဲ့အညစ်အကြေးစီပတ်ကလေးကိုဒီနေ့ငါလျှော့ပေးတော့မယ်တဲ့ဟုတ်တယ်လေကြာမြင့်စွာစိန်ထားတဲ့လောကကြီးကိုမြဲတယ်လို့လက်ခံထားတဲ့ပုဂ္ဂိုလ်ရုပ်ကိုမှရုပ်ကိုလည်းမရှိဘူးဝေဒနာလည်းမရှိဘူးသင်ညာလည်းမရှိဘူးမင်းရုပ်လည်းမသိဘူးဝေဒနာလည်းမသိဘူးသင်ညာလည်းမသိဘူးသင်္ခါရလည်းမသိဘူးရုပ်ကိုလည်းမြင်ခြင်းမရှိဘူးလျော်စွာလည်းမသိဘူးထိုးထွင်းလည်းမသိဘူးမှတ်သားခြင်းလည်းမရှိဘူးဆွဲမြဲစွာလည်းမလုပ်ဘူးကောင်းစွာလည်းမရှိဘူးအဲ့ဒါနဲ့မြန်မင်းကငါ့ကိုလာမေးတယ်ကွာလို့အရင်ကပြောပြီးသားစကားတွေမပြောတော့ဘူးဖေကမေးခွာသာဓုမေဘုံဂေါရမောဘုံဂေါရမောရှင်ကြီးဂေါရမသာဓုမေအာယသမိရောကပိရောတောင်းမှမဤဘယကုသလံကုသိုလ်အကုသိုလ်ဆိုတဲ့သဘောတရားကိုတန်ခိတိနာကျင်းလေးနဲ့သေးတုဟောတော်မူပါအရှင်ဘုရားတန်ခိတေနပိတေယံဝဇ္ဇကုသလတေတယံဝိထာဒေနပိခောတေယံဟေဝဇ္ဇဟေဝန္တော်ဘုရုဒတွေဘုရုဒ3ယောက်နော်ဘုရုဒ3ယောက်စလားဘုရုဒဗျာဝဇ္ဇဗျာဝဇ္ဇမင်းကချင်းလေးမေးတော့လည်းငါကချင်းလည်းဖြေမယ်တန်ခိတေနပိတေယံချင်းလည်းဖြေမယ်ဝိထာဒေနပိခောတေယံဒေတယံကြည့်ရေးလည်းဖြေမယ်ကွာဗျာဟုတ်တယ်အရင်ချင်းဖြေမယ်ကွာပိစဒေယံဝဇ္ဇတန်ခိတေနကုသလတေတသမိတန်သုဏံဤသာဓုကမနတေကရောဤဘာသိသမေတိမင်းကချင်းလေးအရင်ပြောမယ်ကွာလောဘခောဝဇ္ဇအကုသလံအလောဘကုသလံပိတခုလောဘဆိုတာအကုသိုလ်အလောဘကကုသိုလ်ဒေါသဆိုတာအကုသိုလ်အဒေါသဆိုတာကုသိုလ်မောဟဆိုတာအကုသိုလ်အမောဟကကုသိုလ်ဆိုလောဘဆိုတာလိုချင်တဲ့တက်မဲ့တာအလောဘကမလိုချင်မတက်မှုဒါနပေါ့ဒေါသဆိုတာပြင်းမာတာစိတ်ဆိုးတာအဒေါသကမေတ္တာတရားသီလလေမောဟကအဝိဇ္ဇာတရားလေသူကအကုသိုလ်အမောဟကဘာဝနာလေသူဆိုရင်အလောဘဒါနဤတို့ဒါနရဲ့သီလရဲ့ဘာဝနာရဲ့3ခုကကုသိုလ်ပဲရမနော်ပါဏာတိပါတောခောဝဇ္ဇအကုသလံသူများတဲ့ကိုတတ်တာအကုသိုလ်ကွာပါဏာတိပါတဝရမဏိကုသလံပါဏာတုတ္တခြင်းကရှောင်းတာကုသိုလ်ကွာဒီနေ့မတတ်ပဲနေကုသိုလ်တွေပြရတယ်ကွာကုသကုအကုသိုလ်ဖြစ်တယ်ကွာအဒိဏဒါနံခောဝဇ္ဇအကုသလံသူများဥစ္စာခိုးတာအကုသိုလ်ကွာအဒိဏဒါနဝရမဏိသူများဥစ္စာမခိုးရင်ကုသိုလ်ကွာတပိသွားချက်တာကုန်သွားလိုက်တော့နော်ဘာလဲမိစ္ဆာဒိဋ္ဌိကအကုသိုလ်ကွာသမ္မာဒိဋ္ဌိကကုသိုလ်ကွာဟုတ်ပြီနော်ယံကာယကံပါဏာတိပါဒအာရိယနာကံဘေတု3ခုမူဒဝါဒသမပလပပရုဒဝါစာဟောသမပေတုနာအဲ့ဒါတွေကဝစီကံ4ပါးကာယကံ3ပါးဝစီကံ4ပါးမနောကံ3ပါးဘယ်နှပါလဲ10ပါး3 4 3နှစ်ခုချမ်းမှာ4အလဲထိုင်မယ်ငါကွန်းစောဟုတ်တယ်လေဖုံဖုံပေးတဲ့3 3 4ဓမ္မစီဖုံဖုံလေးဟုတ်လားကာယကံ3ပါးဝစီကံ4ပါးအတင်းပြောရင်အကုသိုလ်ဟဲ့အတင်းမပြောရင်ကုသိုလ်ဟုတ်လားလင်းရင်အကုသိုလ်မလင်းရင်အမှန်ပြောရင်ကုသိုလ်
ကိုရီးယားရုပ်ရှင်ကောင်းကြနေပါကအရေးမရပါမရအဲ့ဒါတွေပြောနေသမဗ္ဗဒါဆိုအကုသိုလ်ကောဒါတို့လားကောလားအဘိဇာခေါ်အကုသလံအနာဘိဇာကုသလံသူများပစ္စည်းမတရားလိုချင်နေရင်ဘိဇာအကုသိုလ်ပေါ့အနာဘိဇာမလိုချင်ကုသိုလ်ပေါ့ဗျာပါတော့ကွာသူများကိုပျက်စီးစေခြင်းနဲ့ပျက်စီးစေခြင်းနဲ့နှလုံးသားရှိနေရင်အဲ့ဒါသူကြတော့စိတ်နဲ့ဆိုင်သွားပြီလိုချင်တဲ့စိတ်တွေရှိနေရင်အကုသိုလ်မလိုချင်ဘူးပေးခြင်းကမ်းခြင်းနဲ့လိုချင်တာစွန့်ခြင်းကုသိုလ်သူများကိုပျက်စီးစေခြင်းရင်ဗျာပါဒတိအကုသိုလ်သူများကိုမပျက်စီးစေခြင်းနဲ့ကုသိုလ်အယူတွေမှားနေတယ်အကုသိုလ်အယူမှန်ရင်ကုသိုလ်လို့20ပြီးသွားပြီနော်တတ်ရင်အကုသိုလ်တတ်တာရှောက်ရင်ဆိုတော့တော်တော်လေးပဲကုသလကမ္မပဒတရား10ပါးရဲ့အကုသလကမ္မပဒတရား10ပါးဒါလေးပါပဲပြီးသွားသူကြိုက်သွားနော်တတိယမေကုံတက်လာယတောကောဝဇဘိကုနောတဏဘိနာဟောတိဥစ္စိဏမူလာတလာဝတ္တုကတအနာဘာဝံကတဟောအာယတိအနုပါရဓမ္မသောတိဘိက္ခုအရဟံခိနာသောသတ္တဝကတကရဏီယောဩဟိတဘာရောအနုပတ္တတရတောပရိခိနာဘဝတန်ယောဇနောသမ္မဒိညာဝိမု क्त နောက်ဆုံးပတ်နိုင်ပြတယ်ဗျာဝဇ္ဇချက်သာဝဇ္ဇယယတောကောကျင့်ကြောင့်ဘိက္ခုနောယံတော်တပါးဤတဏယံတော်တပါးသည်တဏကိုဘိနာပေယတိပေပြီတိဟောတိဖြစ်တဏပဲလိုက်တယ်အဲ့ဒါတဏရှိလို့ရကုသိုလ်တွေလောက်တာခေါင်းဆောင်တဏရှိလို့လောက်တာအဝစိဏမူလာအမြင့်ရင်းကဖြတ်ပလိုက်တာလာဝတ္ထုကတထမ်းမင်းငုတ်တော်မချန်ချပလိုက်အနာဘောကတနောက်မဖြစ်အောင်လုပ်တယ်အာယတိနှုတ်ပါရတော့နောက်မဖြစ်ခြင်းသဘောရှိတယ်သောဟောတိဘေကွယ်ရိယံကိုအရဟံလို့ခေါ်တယ်ကွာတဲ့မင်းတို့ပြောနေတဲ့ကိလေသာခင်းတဲ့အရဟံကွာခိနာတော်ကွာအာသောတရားကုန်တယ်ပြောတယ်ကွာဝုဒိတဝငါဘုရားရှင်ရဲ့သာသနာမှာသင်လျော်တဲ့ကျင့်တဲ့တခုကိုကျင့်သုံးပေးတဲ့သူကွာတဲ့ကတံကရကတံကရဏီယောဟာရိသာသနာမှာမဂ္ဂဗိမစရိယနဲ့ပတ်သက်တာလုံးဆရာမရှိတော့ဘူးကွာသာသနာဗိမစရိယရှိတယ်တရားဟောမယ်ကွာစာချမယ်ကွာအဲ့ဒါလုံးမကွာမဂ္ဂဗိမစရိယလုံးဆရာသာသနာဗိမစရိယလုံးဩဟိတဘာတော့ဥပါဒณခန္ဓာဆိုတဲ့ဝန်တော့ဝန်ပုဂ္ဂိုလ်ခန္ဓာကိုယ်ကြီးတော့မသေးသေးဘူးဝင်မရှိတော့ဘူးဒါပြစ္ဆခန္ဓာကြီးလေဥပါဒณခန္ဓာဆိုတဲ့ဝန်တော့ဝန်ပုကျသွားပြီဒါဩဟိတဘာတော့ဆိုတဲ့ပါဠိတော်ကိုကြည့်လိုက်တဲ့ခန္ဓာနဲ့ဥပါဒณခန္ဓာမတူဘူးဆိုတဲ့ရှင်းနေတာပဲဟုတ်တယ်နော်ပြစ္ဆခန္ဓာကြီးပြစ်ချပြီးဆိုရင်ဒီဘက်ကိုသိမှာပေါ့အခုဩဟိတဘာတော့တဲ့ယန္နာကကိရိတာကုံသွားပြီတဲ့ဩဟိတဘာတော့ဝင်တော့ခန္ဓာဆိုတဲ့ဝန်အဲ့ဒီခန္ဓာရဥပါဒณခန္ဓာကောက်ပေါ့ဘာရင်စာကောဘိက္ခုတဲ့ဘာရဟန်စာဘာရဒါနေစာဘာရနေကပိနေစာကရမောစာဘိက္ခုဘာရပိစုပါရဏခန္ဓာတေတံတိဝဆနာပါဠိတော်လည်းရှိပြီးသားပဲအဲ့ဒါလည်းအနေပေးတဲ့ပုဂ္ဂိုလ်တွေကပိစုပါရဏခန္ဓာကိုပိစုခန္ဓာကိုဥပါဒณခန္ဓာတရား၅ပါးကိုဘာရလို့ပါဠိတော်ဖျားဟောပါလဲနဲ့ခန္ဓာ၅ပါးပြန်ကောက်တယ်ဒိုလည်းမတတ်နိုင်တော့ဘူးဇမေစရီလည်းဘာမှမတတ်နိုင်တော့တပါးတည်းပဲရှုံးပေးလိုက်ပြီကိုယ်နိုင်တာကိုသိတာကိုချင့်မယ်ဒါပဲခန္ဓာနဲ့ဥပါဒณခန္ဓာဓမေစရိယမတူဘူးပြောတယ်ဓမေဓမ္မကရိယာတစ်ပါးသွားမယ်အတူတူပြောတယ်ဟောပုဂ္ဂိုလ်ငါရှိတော့မင်းတို့တူတယ်တူပေါ့ကွာအခုဩဟိတပါတော့ခန္ဓာဆိုတဲ့ဝန်တော့ဘို့ချတာပြီဆိုကိုဝင်းစောအခုတန်းတန်းကြီးဖြစ်မနေဘူးလားဒါဆိုရင်ပြင်ဆက်ခန္ဓာလားဥပါဒณခန္ဓာလားဥပါဒณခန္ဓာချပြီးပြီဗောတရှင်းရှင်းလေးပဲဟုတ်တယ်လားပါဠိတော်ရှင်းတယ်လားဩဟိတပါတော့ဥပါဒณခန္ဓာဒီလိုနဲ့ပေးမှရမှာဗောဩဟိတပါတော့ဥပါဒณခန္ဓာဒီဟူသောဝန်တော့ဝန်ပုဂ္ဂိုလ်ပြည့်ချပြီးပြီလို့ဒါလို့နဲ့ပြန်လိုက်မှလှမှာဗောဘာတယ်လဲဘလို့နဲ့ပြန်မလဲဥပါဒณခန္ဓာပြည့်ချပြီဥပါဒณခန္ဓာဒီဟူသောဝန်တော့ဝန်ပုဂ္ဂိုလ်ဩဟိတဘာတော့အဲ့ဒါလေးမှတ်ထားသိကောင်းတဲ့စကားလေးဩဟိတဘာတော့ရှင်ဂေါရမအရှင်ဂေါရမကဘလို့ဝင်နေချတာငါလည်းဩဟိတဘာတော့ပဲကွာဘာလို့လဲဥပါဒณခန္ဓာဒီသောဝန်တော့ဘုံငါချပြီးပြီချထားပြီးတော့ဝင်ရှိတယ်လို့ဒီလိုဘာသာပြန်ပါတယ်အဲ့ဒါတို့ကဗာရင်စာခောပိကဘာရတုတ်တံကိုကြည့်ပြီမင်းကုန်းဆရာတော်ပြိုက်တယ်သံဃာနာတင်တော့လည်းဒီလိုပဲတင်တာပါငါရှင်ဝဇိတသာရဘေဝတဤခန္ဓာဗုဒ္ဓဤခန္ဓာဘာရတုတ်တံတရားဒေသနာကိုပဲတို့လေမြတ်စွာဘုရားကရောမြတ်ဝေဖန်ပိုင်းကြဟောတော်မူခဲ့ပါသနေငါရှင်လို့မဟာစီဆရာဘုရားကြီးကမင်းကုန်းဆရာတော်ဘုရားကိုမေးတဲ့အခါမှာဗာရဏစာကောဘိက္ခွေတသံမိဗာရရဏစဗာရဒာရဏစဗာရဏိကေဝနစဟုဆိုတော့ဘုယံတော်များချက်သားတို့ဥပါဒณခန္ဓာဒီဟုသောဝန်တော့ဝန်ဘောကို၎င်းဥပါဒณခန္ဓာဒီဟုသောဝန်တော့ဝန်ဘောဤပြည့်ချရကို၎င်းငါဘုရားရှင်ဟောကြားပေးရ
ဒီလိုတန်ခါနဲ့တင်ခဲ့ပါတယ်အဲ့တော့ဝင်ချပြီးပြီတဲ့ရောက်ပြီးတော့ရပြီးတော့အကျိုးစီးပွားကိုကျိုးစီးပွားရှိတယ်ပရိကိဏတန်ရောစဉ်ကုန်ပြီဒီစကားလေးသိခေါ်နော်အနုပ္ပတ္တတဒတ်ထောလို့အနုပ္ပတ္တရောက်တယ်တမိမိအထောအကျိုးကိုအကျိုးကိုတကယ်ရောက်သွားတာယန္တာကိုဆိုပါတယ်တဲ့ဒါကလောကုတ္တရာရဲ့အမြင်လောကီမြင်ရတော့အခုနေမဲရွေးတဲ့ပုဂ္ဂိုလ်ကသူတို့မဲလေးနိုင်သွားရင်သူတို့မြင်မှန်းချက်ရသွားပြီပေါ့ဘောလုံးကန်တဲ့ပုဂ္ဂိုလ်ကလည်းဒိုင်းဆိုလေးရရင်သူတို့မြင်မှန်းချက်ရပြီပေါ့မင်္ဂလာဆောင်လို့များကိုဝင်းစောခင်မဲမှုလိုက်ပြောလို့မင်္ဂလာဆောင်မှုလက်ထပ်ဖို့ဆိုကိုမြင်မှန်းချက်လေးရသွားပြီပေါ့ဆရာဦးလုံးမောဝေဒနာတရားကိုသေမလောက်တော့ယောဂကုလည်းအသက်ချမ်းသာတယ်သူမြင်မှန်းချက်ရောက်သွားပြီပေါ့ကိုလိုတဲ့ပန်းနဲ့ရောက်သွားပြီတဲ့ဒီမှာတော့အနုပ္ပတ္တတဒတ်ထောအနုပ္ပတ္တရောက်သွားပြီတမိမိအထအကျိုးစီးပွားမိမိရဲ့အကျိုးစီးပွားကိုရောက်သွားပြီတဲ့ဘာလို့လဲဩဟိတဘာသာဝင်တော့လည်းမရှိတော့ဘူးအာသောတရားလည်းမခိနာသောအာသောတရားလည်းကုန်ပါဘူးကရကရဏီယပြုတ်ဝကိစ္စတွေမက္ခဓမ္မစရိလည်းပြီးသွားပရိခိဏဘဝတန်ရောဇနောဘဝကိုချီနှောင်ထားတဲ့ဘဝမှာချီနှောင်တဲ့ကာမဂုဏ်တွေနဲ့ချီနှောင်တဲ့ဒေါသတွေနဲ့ချီနှောင်တဲ့မာနတွေနဲ့ချီနှောင်တဲ့အိဒံမစရိတဲ့ချီနှောင်တဲ့တန်တရားတွေနဲ့ချီနှောင်တဲ့ဒိဋ္ဌိတွေအယူဆွဲတွေနဲ့ချီနှောင်တဲ့မသိနမ်းမလဲတဲ့တရားတွေအမောဟတွေနဲ့ချီနှောင်တဲ့အဲ့ဒီချီနှောင်တဲ့ဘဝထဲမှာချီနှောင်တဲ့ဘဝတန်ရောဇဉ်တွေအဲ့ဒီတန်ရောဇဉ်တရားတွေသုတ်တန်လေးနဲ့7ပါးအဘိဓမ္မာလေးနဲ့7ပါးအဲ့ဒီတန်ရောဇဉ်7ပါးတွေခိနာပရိခိနောဘယ်နေရာမှမရှိတော့ဘူးတဲ့ထဝန်းကျင်ကုန်တယ်ပရိခိနဲ့ထဝန်းကျင်ကုန်တယ်ဆိုတာကရိုးရိုးကုန်တာမဟုတ်ဘူးတချို့ကမျက်စိနဲ့ပတ်သက်တဲ့တန်ရောဇဉ်တော့ထိန်းနိုင်တယ်မြင်တဲ့နေရာမှာဒေါသနဲတယ်ဖြစ်ခဲတယ်အကြာသိမခံနိုင်ဘူးနည်းနည်းလေးဒို့အမေထော်တင်လိုက်သူနားနည်းနည်းပူရင်သူသိစိတ်တူတယ်ဓမေဇေယူကောသနာလေးဘလောက်ချစ်သူအိတ်နေတဲ့အခါမှာတော့တို့တွေငငယ်တဲ့ကနေခဲမှန်မြန်ခဏအိတ်နေတဲ့အခါမှာယောက်ျားလည်းမရဘူးယောက်ျားကျတော့ရိုက်လို့မကောင်းအသက်လည်းကြီးတော့အနားမှာရှိတဲ့တို့ငငယ်တုန်းကတော့မီးမလာလို့ရှိရင်လေမီးပြတ်သွားလို့ရှိရင်တော့၎င်းတခုဖြစ်တော့၎င်းဆိုတော့မှန်အိမ်လေးသိတယ်လားမှန်အိမ်လေးတွေအဲ့ဒါတွေတော့မီးတော့မီးမလာလို့ရှိရင်တခုပေါ့မီးများပြက်ခဲဒါအမေကလာမလားမီးကပြက်ခဲပါလေအဲ့လိုမီးမလာခဲ့လို့ရှိရင်ဘိုးရင်းဆိုရင်ဓာတ်ကြိုးတွေပါတွေဖြစ်တတ်တယ်ပေါ့အဲ့လိုဆိုရင်ပြောင်းလေးကိုမနေ့ညနေလေး6နာရီအတိဆိုရင်ပြောင်းအစံတဲ့မီးချစ်ပြောင်းဒေါ်တယ်နော်သိစိတ်ကန်းကောင်းတယ်အဲ့ဒီနေ့အေးရေးမဝရင်အဲ့ဒီပြောင်းကွဲပြီးတယ်မတော့ခွန်းတော့ကင်ပေါက်ပဲအဲ့နေကင်းလေးခဏအိတ်နေဆိုရင်ကျောင်းကပြန်လာကြည့်ဘုံနဲ့လွယ်မချောက်အမေအေးမြင်တာနဲ့ပတ်သက်လို့ဘလောက်ငါကဆော့နေဒေါ်တယ်နော်တခါမှငါဘလောက်ပဲဆော့ရေသူတောက်ရေဦးနဲ့ရေခုနပြောတဲ့တို့ငယ်ရေအိုးကတော့မကွဲဘူးတော့ကြည်စံခေါင်းကြီးတွေဘုံကြည်စံကြီးတွေ့လားအမြောက်ကြည်စံကြီးတွေကိုကြီးအိုးတွေကိုပြောင်းအောင်တိုက်ပြီးတော့အဲ့ဒါကိုသူကညုံရိုးထိုးတယ်ညောင်ရင်တို့တဲ့ကမှာအဖေလို့တဲ့ပုဂ္ဂိုလ်ကမင်းကွာကြွေဦးလေးကိုကြွေဦးဝယ်လို့ရှိရင်တခါတည်းတန်းတွေ့ကြွေဦးကပြောင်းပြီးသားတဲ့ရှေ့လူကြီးတွေများနော်ကြီးဦးဖြစ်ချင်းကြောင့်နည်းနည်းလေးမဲလိုက်တာနဲ့တိုက်ရင်ကုသိုလ်ရတယ်ဒီလိုလာဝင်လာနေဒီလိုနဲ့ခွာသွားတယ်။နော်တော့ဆရာတော်ဗျာတပည့်တော်ရေကတဲ့ထဲမှာ9ရက်ဆရာထက်တိုင်းနေတိုင်းထမင်းချက်တော့အဲ့တော့သူကမုတ်ပဲလော်လေးတွေဆွမ်းတော့ကတ်မုတ်ပဲလော်လေး2ခု3ခု4ပွဲလေးထမင်းပွဲလေး9ပွဲဆိုလို့ရှိရင်ဖះ9စုကြီးမှန်းတော့တစ်ခုဆို10ခုတက်တစ်ခုဆို10ကဖြစ်တယ်ဖះ9စု8ခုတယ်ဒါတော်တနာတို့2နာရီလောက်ကြာမှဖះ8ခုတယ်အဲ့ဒီညောင်ရင်ဥကိုဘောလုံးနဲ့ခံလိုက်တော့ကွတ်ဆိုလဲသွားတယ်ဘယ်တော့မှစိတ်မဆိုးတခါဒီကလေးရလဲနော်နင့်ဖေတို့ဒါပဲဒါလာရင်ပို့ငါခောက်လိုက်ရအဲ့ဒါသို့တော်လဲအိမ်နေတဲ့အချိန်မျိုးတော်၎င်းစာဖတ်နေမဲ့တခုကိုခြေတံပြင်းရင်သေမဲ့တာပြင်သူကအသံကိုသိမခံနိုင်ဘူးအရှင်းကိုသိခံတယ်အသံကိုသိမခံဘူးတချို့ကနှာခေါင်းသိခံလို့မရဘူးဘာလဲနှာခေါင်းသိခံအနံ့သိခံလို့မရဘူးတချို့ကဗဇက်နဲ့ပတ်သက်လိုက်ထမင်းစားချိန်ကြရမရဘူးကရင်မျိုးတို့မြတ်တဲ့လေးမစားရရင်ထမင်းမိုးကြီးဝုန်းဆိုမှောက်ပလိုက်သူကမျက်စိတန်ရောစင်နဲတယ်နားတန်ရောစင်နဲတယ်နှာခေါင်းတန်ရောစင်နဲတယ်ရှာကြမှာတန်ရောစင်ကတော့များတယ်ဒါလို့လားအဲ့ဒါရဟန္တာရှင်မြတ်ကမျက်စိနားနှာခေါင်းရှာကိုယ်စိတ်6ဌာနလုံးအကုန်လုံးကုန်လို့သူ့ကိုပရိခိဏဘဝတန်ရောစနာလို့သုံးတာသဘောပေါက်သွားပြီပါဠိတပုတ်ချင်းတာလေဓမေသတိလည်းဟောရပါတယ်ပါဠိတပုတ်ချင်းကိုအဲ့လိုဖွင့်မယ်ဆိုရင်ငါပါဠိတန်နဲ့အာတန်နဲ့တူပဲငါဘရောဆိုပြောလိုက်တယ်ပါဠိတစ်လုံးနဲ့ကိုဖွင့်ဆိုရင်တနေ့ကုန်ဖွင့်နိုင်တယ်နော်ဘာလဲလဲ
အခုစက္ခုအာရိတံမျက်လုံးမှာစက္ခုတန်ရောဇနာမျက်လုံးမှာခြိတဲ့ကြိုးမရှိဘူးဖွင့်စားရကောင်ပြီးသွားမှာကြော်လိုက်တော့မယ်နော်ဒါလေးတစ်လုံးနဲ့ဖွင့်ရေးဆိုဥဒရငါပါဠိအတန်တဲ့ပုဂ္ဂိုလ်ပဲစာကြည့်တန်တဲ့ပုဂ္ဂိုလ်ငါတရားတွေကမြင်မြင်ငါနည်းနည်းတချို့ရတယ်အဲ့ဒီတစ်လုံးလေးကိုလှည့်ဖွင့်ဘဝခေါင်းဆောင်အဲ့တော့ဗရိခိဏဘဝတန်ရောဇနာဆိုဒီမှာမျက်စိနားနှာခေါင်းလျှာကိုယ်စိတ်ထဝန်းခြင်းအကုန်လုံးမှာဘဝထဲမှာရှိတဲ့တန်ရောဇန်တွေကုန်းတဲ့တချို့ကလောဘထိန်းနဲ့ဒေါသမထိန်းနိုင်ဘူးတချို့ကဒေါသထိန်းနဲ့လောဘမထိန်းတချို့ကလောဘဒေါသထိန်းနဲ့မာနမထိန်းနိုင်ဘူးတချို့ကလောဘဒေါသမောဟနဲ့ကောင်းပါလေဒိဋ္ဌိမှာပြောစမ်းကွာဒီဟာဒီပြောမယ်ဆိုရင်ဒီနေ့ကုန်တယ်နော်ချော်လိုက်တော့မယ်တရားကအများကြီးရဲ့သမ္မဒိညာကောင်းစွာသိရတာလည်းဝိမုတ်တော်လွတ်ပြီကျင့်တတ်ပါတယ်ဘာတယ်လဲကျင့်တတ်ပါပါဝိသပရပိုက်သည်ကုသိုလ်ကိုလည်းသိသွားပြီအကုသိုလ်ကိုလည်းသိသွားပြီကမ္မပဒတရား7ပါးရဲ့ကောင်းခြင်းဆိုခြင်းကုသလကမ္မပဒအကုသလကမ္မပဒတရား7ပါးအပန်း20ကိုလည်းသိသွားပြီရှမ်းတန်ရဲ့ဂုံကိုလည်းသိသွားပြီဓမ္မတိခင်တော့ဘလို့နေလဲကိုတော့ချောသွားကြစို့မှန်ပါဗျာဆိုရပါတယ်လေသိခင်အေးအရင်ကတော့ခန္ဓာဝါကအရင်သွားလိုက်တော့စိုးတဲ့ပုဂ္ဂိုလ်သလားမှန်ပါဗျာပါတယ်လေအဲ့ဒီရင်သွားလိုက်မှန်ပါဗျာဓမ္မဓမ္မစီဆရာတော်ဝိသဂေါတတန်ယောဆိုပြီးတော့ကြည်စမ်းပါအောင်ဗျာတို့ဘုရားရှင်ကိုကျင်ညိုစရာလေးဖြစ်အောင်တို့ဘုကောဓမ္မစီလေးတို့ပြောအောင်နော်မြတ်စွာဘုရားရှင်လည်းအဲ့ဒီပုဂ္ဂိုလ်ရောက်လာအထဂေါတောကံနဲ့ဝိသဂေါတောအနွယ်အပြင်ဝိသလို့အမိရတဲ့ပရိဘာဇဂောပရဝိကြည်သည်ဘုရားရှင်တန်ကိုချင့်ကပ်ပြီးဗုဒ္ဓကိုတော်မြတ်ကြီးကိုရှင်ဘုရားရဲ့ကောနကောဘောဂရမဟိတုကောပစယောယန္နိမာနိအနေကဝေဒနိဒိဋ္ဌိကရဏိလောကေဥပ္ပဇန္တိဘုရှင်ကြီးဂေါရမလောကတလောမှာအယူဝါဒတွေအမြောင်များစွာရှိကြပါပေကုန်၏သတ္တရောလောကောရိဝါသတ္တရောလောကောရိဝါအနဝလောကောရိဝါအနဝလောကောတိဝါလောကလောကကြီးသည်သတ္တရောမြဲသည်ဝေ၎င်းအတ္တရောမမြဲဝေ၎င်းလောကလောကကြီးသည်အနဝတိအစုံရှိသည်ဝေ၎င်းအနဝတိအစုံမရှိသည်ဝေ၎င်းလောကတိဝံတံစီဝံတံတရိယံလောကသည်၎င်းထိုအသက်ထိုကိုယ်သည်တူတူပဲပဲ၎င်းတတ္တကရောပရမရဏတတ္တဝတယောသိပြီးရင်ဖြစ်သေးတယ်မဖြစ်တော့ဘူးစသည်အဖြစ်တော်တော်အမေးမြန်းများတာပဲဘုရားရှင်ကိုသူကလာမေးတာဗါတဲ့လောကကြီးကမြဲတယ်လောကကြီးကမမြဲဘူးလောကကြီးကအဆုံးရှိတယ်လောကကြီးကအဆုံးမရှိဘူးတတ္တဝတယောက်သိပြီးရင်ဖြစ်သေးတယ်တတ္တဝတယောက်သိပြီးရင်ပျောက်တယ်အဲ့လိုမေးခွန်းနေမေးတော့ဘုရားရှင်လည်းခွင့်မဖြစ်ဘူးမခန့်နေဘူးကွာရူပေခောဝဇ္ဇအညာနာရူပသမုဒ္ဒယရူပနိရောဓရူပနိရောဓဂามိနိယပရိပရယ၄ခုဟောလိုက်ခြေသားဝဇ္ဇအဲ့ဒီလောကဆိုတာဒီဥပါဒณะခန္ဓာ၅ပါးလောကောဒီပြစ္စုပါဒณะခန္ဓာလောဥပါဒณะ၅ပါးကိုပြောတာအဲ့ဒီယူပုပါဒณะခန္ဓာကိုအညာနာမင်းမသိလို့ရူပသမုဒ္ဒယအဲ့ဒီဥပါဒณะရုပ်တရားရဲ့ဖြစ်ကြောင်းဖြစ်ကြောင်းနဲ့မင်းမသိလို့အညာနာရူပနိရောဓရုပ်ချုပ်ငင်းရကိုမင်းမသိလို့ရူပနိရောဓဂามိနိပရိပရယရုပ်ချုပ်ငင်းကြောင်းအကျင့်မြတ်ပြိပက်ကိုမသိလို့မင်းအဲ့ဒီမေကလာမေးတာအဲ့ဒီတော့မသိတဲ့မြတ်ကာလပတ်လို့မင်းလောကကြီးကမြဲလားမမြဲဘူးလားလောကကြီးကအဆုံးရှိတယ်မရှိဘူးတတ္တဝသိပြီးဖြစ်တယ်မင်းဒါလာမေးမှာပဲတဲ့မရဘူးနောက်တစ်ခုထက်လာဟုတ်တယ်လေနောက်တစ်ထပ်မေးတာတမန်မြတ်စွာဘုရားကဒီဘုကိုရုပ်နဲ့ပြောမြန်ခံစားမှုနဲ့ပြောမယ်ဝေဒ